ဘုရားမြတ်စွာကိုရောမြတ်ဟာလောကသားတို့အတွက်လောကအလယ်မှာဖြစ်ပေါ်လာရပြီးနောက်တစ်လျှောက်လုံးဘဝတတ္တတစ်လျှောက်လုံးဟာနှစ်တော်80တည်နေတဲ့ကာလပတ်လုံးဘုရားဘဝနဲ့45နှစ်တာကာလပတ်လုံးလောကသားတို့ရဲ့အကျိုးသက်သက်ကိုဆောင်ရွက်တော်မူခဲ့တာဖြစ်တယ်။အဲဒီလိုဆောင်ရွက်တဲ့အခါမှာလောကသားတွေဆိုတာလူကောင်းရှိတယ်လို့မကောင်းတဲ့လူတွေလည်းရှိကောင်းသူနဲ့မကောင်းသူဟာမကောင်းသူကပိုပြီးတော့များတယ်ပေါ့။မြတ်စွာဘုရားလောကသားတွေအတွက်ကောင်းကျိုးချမ်းသာတွေရစေတော့ဆိုတဲ့မေတ္တာကရုဏာကြီးမားစွာဖြင့်ဆောင်ရွက်တော်လဲမြတ်စွာဘုရားရဲ့အနီးကပ်တပည့်တွေတဲကပဲမြတ်စွာဘုရားကိုဆန့်ကျင်တဲ့ပုဂ္ဂိုလ်တွေဟာပေါ်ပေါက်ခဲ့ဘူးတယ်ပေါ့။သို့တော့များများပြားစားစားပေါ်ပေါက်တာတော့မဟုတ်ဘူး။ဒေဝရတ်တို့လိုထင်ရှားတဲ့ပုဂ္ဂိုလ်တွေရှိတယ်လို့မထင်ရှားတဲ့ပုဂ္ဂိုလ်တွေလည်းမြတ်စွာဘုရားကိုဆန့်ကျင်ခဲ့တာရှိတယ်။လောကမှာလူရည်လို့ဖြစ်လာလို့ရှိရင်ဘလောက်ကောင်းတဲ့အလုပ်ပဲလုပ်လို့အတိုက်ခံဆိုဒီမှာပေါ်လာစမြဲပဲဖြစ်တယ်။ဒါလောကရဲ့သဘာဝမြစ်ကြီးဟာတရားတွေအတွက်လောကသားတွေအတွက်အေးချမ်းမှုတန့်စင်မှုကိုပေးနိုင်တော်လည်းပဲမြစ်ထဲဆင်းပြီးတော့ရေနစ်သေးတဲ့ပုဂ္ဂိုလ်တွေမရှိဘူးလားဆိုရှိတာပေါ့နော်အဲ့ဒါမြစ်ရဲ့အပြစ်လားလို့ဆိုမြစ်ရဲ့အပြစ်မဟုတ်ဘူးလောကသားတွေရဲ့အပြစ်သားလည်းဖြစ်တယ်ထို့တူပဲမြတ်စွာဘုရားဟာလောကသားတွေကိုအကျိုးပြုဖို့ပွင့်လာတာဖြစ်တော့လေမြတ်စွာဘုရားကိုဆန့်ကျင်မဲ့လုပ်ပြီးတော့ဒုက္ခရောက်သွားတဲ့ပုဂ္ဂိုလ်တွေလည်းမြောက်များစွာရှိတာပေါ့အဲမြောက်များစွာရှိတဲ့ထက်ကမှတ်တမ်းတင်ထားတဲ့ပုဂ္ဂိုလ်အချို့ရဲ့အကြောင်းကိုပိဋကသုံးပုံမှာသိရှိကြသို့တော့မြတ်စွာဘုရားကိုအကြောင်းပြုပြီးတော့တပည့်စကြာတရားဟောလိုက်လို့နာယူလိုက်တဲ့အခါမှာလူသားတွေကရှင်ကွန်းတင်မြတ်တူဟာဓမ္မနဲ့ပတ်သက်ပြီးတော့ဓမ္မစက္ခုဆိုတဲ့မျက်စိအမြင်ရသွားသို့တော့နတ်တွေပြမာတွေတဲကတော့နတ်တွေကအသင်္ချေပြမာပေါင်း18ခရီးဆိုတာဓမ္မစက္ခုရသွားစကြဝဠာလို့ခေါ်တဲ့လောကကြီးနဲ့တိုင်းတာကြည့်လိုက်မယ်ဆိုရင်မြတ်စွာဘုရားရဲ့ဆောင်ရွက်လုပ်ကိုင်မှုကြောင့်အကျိုးဖြစ်ထွန်းသွားတဲ့ပုဂ္ဂိုလ်တွေကများတယ်လို့ဒီလိုပြောအောင်မှာဖြစ်တယ်သို့တော့မြတ်စွာဘုရားကိုအကြောင်းပြုပြီးမြတ်စွာဘုရားပွင့်လာမှုကိုအကြောင်းပြုပြီးဘုရားကိုဆန့်ကျင်တဲ့စိတ်ဓာတ်တွေနဲ့မြတ်စွာဘုရားကိုဆန့်ကျင်မဲ့လုပ်ခဲ့တဲ့ပုဂ္ဂိုလ်တွေဟာဘဝမှာဆုံးရှုံးနေတာပြီးတန်တရားမှာဒုက္ခရောက်သွားတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်။ထင်ရှားဆုံးကတော့ရှင်ဒေဝဒနောက်ဆုံးမြတ်စွာဘုရားကိုဆန့်ကျင်မဲ့လုပ်ပြီးတော့ဒီမြေမျိုးပြီးအဝိဇ္ဇငရဲမှာဆင်းရဲဒုက္ခကိုခံနေရတယ်ဆိုတာဟာအလုံးသိထားတဲ့အတိုင်းပဲပေါ့နော်အဲရှင်ဒေဝဒလိုပဲမြတ်စွာဘုရားကိုဆန့်ကျင်မဲ့လုပ်တဲ့ပုဂ္ဂိုလ်တွေကလည်းပဲပေါ်ပေါက်ခဲ့ဘူးတယ်အဲ့ဒီပေါ်ပေါက်တဲ့ပုဂ္ဂိုလ်တွေထဲမှာစာပေကျမ်းဂန်မှာမှတ်တမ်းတင်ထားတာဒီရှုထောင့်အမြင်ကနေပြီးတော့ဆန့်ကျင်တဲ့ပုဂ္ဂိုလ်ရှိတယ်စကားနဲ့ဆန့်ကျင်ပြီးတော့မြတ်စွာဘုရားနဲ့အခြေတင်ပြောသည့်ထီအောင်ဆန့်ကျင်တဲ့ပုဂ္ဂိုလ်တွေလည်းရှိခဲ့ဘူးလို့ပေါ့ခဏိခေတ်လူတွေမှာအခြေတင်ပြောခံရတဲ့ဆိုတာဘာပြောစရာလို့လဲမြတ်စွာဘုရားလိုပုဂ္ဂိုလ်တောင်မှလောကသားတဲ့နေလောကရဲ့အခက်အခဲဆိုတာကြုံမှာပဲပေါ့လောကရန်ဆိုတာလူတိုင်းကြုံတာပဲတမန်ပုဂ္ဂိုလ်တွေအနေနဲ့စိတ်ဓာတ်ကြစရာမရှိဘူးလောကမှာအထွတ်ထိပ်ရောက်နေတဲ့ပုဂ္ဂိုလ်သူမြတ်တောင်မှပဲလောကသားတွေရဲ့ဆန့်ကျင်မှုကိုခံရတယ်ဆိုမြတ်စွာဘုရားကတခါတော့မိန့်ကြားတယ်ငါဟာကြာပန်းနဲ့လားတရံတူတယ်ကြာပန်းဆိုတာဟာတဲ့ရေထဲမှာပေါက်တယ်ရေထဲမှာကြီးတယ်ရေထဲမှာကြီးပြီးတော့ရေမျက်နှာပေါ်ပြင်ပေါ်တက်ပြီးတော့ပွင့်ကြာပန်းသို့တော့ရေနဲ့ထိတွေ့ခြင်းမရှိဘူးရေဟာကြာပန်းကိုညစ်ပေအောင်မလုပ်နိုင်ဘူးကြာပန်းပေါ်ရေကျလိုက်ဘက်ပေါ်ကျဘက်ပေါ်ကျရေဟာလိမ့်ဆင်းသွားထို့တူပဲငါဟာလောကထဲမှာမွေးတယ်လောကထဲမှာကြီးပြင်းတယ်ဒါပေမဲ့လောကသားတွေနဲ့ပတ်သက်ပြီးတော့ဒီ
ချစ်ခင်ခြင်းဆိုတဲ့တန်ရောစဉ်မုန်းတီးခြင်းဆိုတဲ့တန်ရောစဉ်လောကသားတွေပေါ်မှာဖြစ်ပေါ်လာတဲ့တန်ရောစဉ်တွေတခုမှမရှိပဲနဲ့လောကသားတွေနဲ့လွတ်လွတ်လပ်လပ်ငါဘုရားဟာနေထိုင်ခဲ့တယ်နေထိုင်လျက်ရှိတယ်ဆိုတာကိုထိုသုတ်တံမှာမြတ်စွာဘုရားရှင်းလင်းဟောကြားတယ်အဲ့တော့လောကထဲမှာကြီးပြီးတော့လောကနဲ့လွတ်လွတ်ကင်းကင်းနေနိုင်လွတ်လွတ်ကင်းကင်းနေတယ်ဆိုတာဘယ်လိုဟာကိုပြောတာလောကလူသားတွေနဲ့မဆက်ဆံတာကိုလွတ်လွတ်ကင်းကင်းနေတာဒီလိုပြောလို့တာမဟုတ်ဘူးလောကလူသားတွေနဲ့ချစ်ခင်တွေ့တာမှုဆိုတာလည်းမရှိဘူးလောကလူသားတွေပေါ်မှာမုန်းတီးမှုဆိုတာလည်းမရှိဘူးလောကသားတွေရဲ့အကျိုးကိုပြုတယ်ဆိုပါစို့ရေထဲမှာပွင့်တဲ့ကြာပန်းကြီးဟာရေနဲ့မလူးတော့လည်းပဲရေမျက်နှာပြင်ကိုလှအောင်လုပ်ထားတာတော့ကြာပန်းကြောင့်ပဲပေါ့အကယ်၍သာကြာပန်းမပွင့်ဘူးဆိုရင်ရေမျက်နှာပြင်ကလှเสียအကြောင်းမရှိဘူးမြတ်စွာဘုရားဟာလည်းလောကကြီးကိုအလှဆင်တဲ့အခါမှာလောကပေါ်မှာတန်ရောစင်နဲ့အလှဆင်တာမဟုတ်ဘူးလွတ်လပ်ပြီးတော့မြင့်မြတ်တဲ့အသင်္တရံနဲ့အလှဆင်ခဲ့ပြီးလောကရဲ့အကျိုးကိုပြုခဲ့ကြာပန်းကြီးဟာမိမိပေါက်ဖွားရာရေကန်ရေမျက်နှာပြင်မောပေါက်ဖွားတင်းတင်းတဲတဲနေပြီးတော့ရေကန်ရဲ့အလှကိုတစားဆင်ပေးတယ်လို့ပဲမြတ်စွာဘုရားဟာလောကရဲ့အလှကိုတစားဆင်ပေးတဲ့ပုဂ္ဂိုလ်ကြာပန်းဟာရေကိုအကျိုးပြုတယ်လို့ပဲမြတ်စွာဘုရားကလည်းလောကသားတွေကိုအကျိုးပြုတယ်လို့ဒီလိုနှိုင်းရှင်ပြီးတော့လေ့လာလို့ရတာပေါ့နော်အဲ့ဒီမှာမြတ်စွာဘုရားကိုဆန့်ကျင်တဲ့ပုဂ္ဂိုလ်တွေဟာဘယ်သူတွေတုံးဆိုလို့ရှိရင်အရိဋ္ဌဆိုတဲ့ယဟန်သူ့မျိုးရိုးကဘာလုပ်လဲဆိုရင်လင်းဓာတွေကိုလင်းဓာငှက်တွေကိုတတ်တဲ့မျိုးရိုးကနေလာခဲ့တာသာသနာ့ဘောင်ဝင်ပြီးတော့ယဟန်ပြုပြီးတော့သူကမြတ်စွာဘုရားရဲ့ဓမ္မတရားဓမ္မတွေကိုသင်ရင်နဲ့နောက်ဆုံးမှာဝိနည်းကျမ်းဂန်ကိုတော့သူမလေ့လာဘူးဇာတကတို့သုတ်တန်တို့ဒါတွေကိုလေ့လာထားတဲ့ပုဂ္ဂိုလ်လေ့လာထားတော့ဒီနေ့ကျတော့သူတွေးတယ်မြတ်စွာဘုရားကဝိနည်းမှာဒီပထမပါရာဇိကသိက္ခာပုဒ်ဆိုတာပြည့်ညတ်ပထမပါရာဇိကသိက္ခာပုဒ်ဆိုတာဟာဒီယဟန်တွေဟာဒီလိန်ချင်းကွဲပြားတဲ့လိန်မတူတဲ့ပုဂ္ဂိုလ်နဲ့ sexual intercourse မလုပ်ဘူးလုပ်လို့ရှိရင်ယဟန်ဘဝဆုံးရှုံးရမယ်လို့သိက္ခာပုဒ်ပြည့်ညတ်ထားတာရှိတယ်ပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့သူကဘယ်လိုတွေးတုံဆိုရင်ဥဖဲဂရိပါဆိုတဲ့နုညံ့တဲ့အဝတ်တွေထိတွေ့ရင်တောင်မှအပြစ်မရှိဘူးဆိုရင်ဒီလူသားဖြစ်တဲ့အမျိုးသမီးအတွေ့ဟာဘာလို့မအပ်ရမှာတော့တူတူပဲဘာမှမထူးဘူးပေါ့နော်သူလဲဥဖဲဂရိပါလဲရုပ်ပဲအမျိုးသမီးလဲရုပ်ပဲဆိုတဲ့တွေးခေါ်ချက်နဲ့သူကပထမပါရာဇိကကြီးကိုပြည့်ညတ်တာမှားတယ်ပေါ့မြတ်စွာဘုရားဒီလိုဝေဖန်တာဒီအတွေ့အထိနှစ်ခုချင်းကိုတူညီတဲ့အနေအထားအနေနဲ့သူကကြည့်ရှုပြီးတော့ဝေဖန်လို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကခေါ်ယူဆုံးမတော်လည်းပဲသူ့အယူဝါဒကိုမစွန့်ဘူးအရိဋ္ဌဆိုတဲ့ယဟန်ပေါ်ပေါက်ခဲ့ဘူးလေနော်မြတ်စွာဘုရားရဲ့ပါရာဇိကသိက္ခာပုဒ်ကိုမြတ်စွာဘုရားကပုဖဲဂရိပါအတွေ့နဲ့ဒီအမျိုးသမီးရဲ့အတွေ့ဆိုရင်မှာဒီအတွေ့နှစ်ခုဟာမတူဘူးပုဖဲဂရိပါအတွေ့ကိုတွေ့ထိလို့ဆံမဲ့ဖို့ရဲ့အန္တရာယ်မဖြစ်ဘူးအမျိုးသမီးရဲ့အတွေ့ကိုခံစားလို့ရှိရင်တော့ဆံမဲ့ဖို့ရဲ့အန္တရာယ်ဖြစ်တယ်လို့ဆိုတာကိုသူကဒါမဖြစ်နိုင်ပါဘူးလို့ညင်းဆိုခဲ့တယ်ဟောညင်းဆိုခဲ့တဲ့ပုဂ္ဂိုလ်အဲ့ဒါလို့ဝီနီထဲမှာမှတ်တမ်းရှိတယ်နောက်တစ်ခုကတော့တာတိဆိုတဲ့ယဟန်ပဲတာတိဆိုတဲ့ယဟန်ကမြတ်စွာဘုရားကနေဟောတယ်ရုပ်ဆိုတာရူပံဘိက္ခွေအနတ္တဝေဒနာအနတ္တသင်ညာအနတ္တသင်္ခါရအနတ္တဝိညာဏအနတ္တရုပ်ဝေဒနာသင်ညာသင်္ခါရဝိညာဉ်လို့ဆိုရယ်ခန္ဓာ၅ပါးဟာအနတ္တပဲအတ္တမဟုတ်ဘူးလို့မြတ်စွာဘုရားဟောတဲ့အခါတရားနာရင်သူကဘာစဉ်းစားတော့ဆိုအနတ္တအတ္တမဟုတ်ဘူးဆိုလို့ရှိရင်လုံးသမျှရဲ့အကျိုးကျေးဇူးတွေဘယ်သူခံစားမှာတော့အတ္တမရှိဘဲနဲ့ဘယ်သူကလုံနေတာလဲ
ငါမရှိရင်ဘယ်သူလောက်တာလဲငါဆိုတာမရှိဘူးဆိုရင်ဘယ်သူလောက်ပြီးတော့အကျိုးရတဲ့အခါကျတော့ဘယ်သူကရတာလဲလို့တွေးခေါ်ရင်းကနေပြီးတော့သူကဝိညာဉ်လေးဟာပြုလုပ်သူဖြစ်ပြီးတော့အဲ့ဒီဝိညာဉ်လေးကပဲအကျိုးခံစားရတယ်လို့ဆိုတဲ့မိစ္ဆာအယူဝါဒတစ်ခုယူမြတ်စွာဘုရားကသူ့ကိုမေးတယ်အဲ့ဒီမှားရွေးတဲ့အမြင်တစ်ခုကိုလက်ခံပြီးတော့နေတယ်ဆိုတာမြတ်စွာဘုရားကြားတော့မေးတယ်ဘယ်ဟာကိုအတ္တလို့ဆိုချင်တာလဲလို့ဆိုတော့သူကပြောတယ်ဒီဝတ္တောဝေဒေယောအကောင်းဆုံးကိုခံစားတတ်တယ်နော်ဝတ္တောစကားပြောတတ်တယ်ဝေဒေယောအကောင်းဆုံးကိုခံစားတတ်တယ်ဟောဒီဝိညာဉ်လေးဒီဝိညာဉ်ကောင်လေးဟာဒီဘဝကနေဟိုဘဝကနေနောက်ဘဝတစ်ခုကူးပြီးတော့လုတ်တပြကံရဲ့အကျိုးကျေးဇူးကိုခံစားနေတယ်ကံတရားတွေကိုပြုလုပ်သူဖြစ်တယ်လို့ဒါကိုယုံကြည်တယ်လို့ဆိုပြီးတော့ဟောတဲ့အခါမြတ်စွာဘုရားကအေးဟုတ်ပြီအဲ့ဒီဝိညာဉ်ကိုငါအကျဉ်းချင်းပြောခဲ့တယ်ဝိညာဏံပဋိစ္စသမုပ္ပါဒ်ရှိနေတဲ့အရှိတရားမဟုတ်ဘူးအကြောင်းတရားကိုစွဲမိပြီးမှသာဖြစ်လာတာအဲ့ဒီဖြစ်လာတဲ့အကြောင်းတရားကိုစွဲမိပြီးတော့ဖြစ်လာတဲ့ဝိညာဉ်ဆိုတဲ့အရာဟာလည်းပဲဖြစ်ပြီးနောက်ပျက်စီးသွားတာကြီးပဲဘယ်အရာကမှထာဝရမြဲနေတာမရှိဘူးအကြောင်းမဲ့လည်းဖြစ်လာတာမရှိဘူးဒီလိုယူဆတာမမှန်ကန်ဘူးဆိုတဲ့အကြောင်းကိုရသော်ဘုရားကရှင်းပြပေမဲ့လို့လက်မခံဘူးနော်ဘုရားရဲ့ဆန့်ကျင်မဲ့ပုဂ္ဂိုလ်တွေပေါ့လက်မခံဘူးသူ့ရဲ့အယူဝါဒကိုမစွန့်ဘူးလို့ခဏခေတ်ဘာသာနဲ့ဆန့်ကျင်မဲ့တွေယူဆတဲ့ပုဂ္ဂိုလ်တွေဟာဒီဘုရားကိုယ်တိုင်တွေးတဲ့အချိန်တောင်မှပဲအမှားအယွင်းကိုတွေးခေါ်တဲ့ပုဂ္ဂိုလ်တွေရှိသေးတာဒီကနေ့ခေတ်မှာလည်းပဲမရှိဘူးလို့ပြောနိုင်ဘူးအများကြီးရှိလာတယ်ပေါ့ဟောနောက်တူကတော့ဘယ်သူတော့ဆိုလို့ရှိရင်မာလုကျဗုဒ္ဓဆိုတဲ့ကိုမာလုကျဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်ကမြတ်စွာဘုရားကမိစ္ဆာအယူဝါဒနဲ့ပတ်သက်တဲ့မေခွန်း10ချက်ကိုဘုရားမဖြေဘူးနော်အဲ့ဒီမေခွန်း10ချက်နဲ့ပတ်သက်ပြီးမြတ်စွာဘုရားအဖြေမထုတ်ဘူးအဲ့ဒီအဖြေမထုတ်တာနဲ့ပတ်သက်ပြီးသူကမကြည်မနှက်ဖြစ်တယ်မကြည်မနှက်ဖြစ်ုံနဲ့မကဘူးမြတ်စွာဘုရားရှိလာပြီးတော့အရှင်ဘုရားဒီမေခွန်းတွေကိုဖြေပါမသိရင်မသိဘူးလို့ပြောပါသိရင်သိတယ်လို့ပြောပါဖြေနိုင်ရင်ဖြေနိုင်တယ်လို့ပြောမဖြေနိုင်ရင်မဖြေနိုင်ဘူးလို့ပြောဝါတတာနဲ့မလုပ်ပါနဲ့လို့ဘုရားဟောတော်မှာပြောတဲ့ပုဂ္ဂိုလ်ပဲသူကမြတ်စွာဘုရားကရှင်းပြတယ်ဒီမေခွန်းတွေဟာအဖြေပေးလို့ဘာမှအကျိုးမရှိဘူးတဏှာဩကလွတ်ကင်းမှုအတွက်လည်းဘာမှအထောက်အကူမပြုဘူးဘုရားဆိုတာအကျိုးမရှိတဲ့စကားကိုပြောလို့မရှိဘူးမြတ်စွာဘုရားမှန်လဲမှန်ရမယ်အကျိုးလည်းရှိရမယ်အဲ့ဒီစကားမျိုးကိုသာဘုရားပြောတာမမှန်လဲမမှန်ဘူးအကျိုးလည်းမရှိဘူးဆိုတဲ့စကားမျိုးကိုမြတ်စွာဘုရားကလေကုန်ခံပြီးဘယ်တော့မှမပြောဘူးနော်အဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားစီလာပြီးတော့အရေးဆိုတယ်အရေးဆိုတာကိုမြတ်စွာဘုရားကဘာဖြစ်လို့သူဒါတွေကိုမဖြေတာလဲဆိုတာကိုရှင်းပြဖြေလို့မရတဲ့မိဂုံးတွေဖြစ်သည့်အတွက်ကြောင့်မဖြေပဲထားတာဟာအဖြေပဲလို့ဒီလိုရှင်းပြတော့လည်းပဲသဘောပေါက်ဖို့မရဘူးပေါ့နောက်ဆုံးမှာမလောက်ကြဗုဒ္ဓဆိုတာနှစ်ဦးဖြစ်နိုင်တယ်ပေါ့သူတဦးတည်းဆိုလို့ရှိရင်နောက်ပိုင်းကျတော့သူမြတ်စွာဘုရားထံကနေပြီးတော့တရားဓမ္မနာရလို့ယဟန္တာဖြစ်သွားတဲ့ပုဂ္ဂိုလ်လည်းရှိတယ်ပေါ့နော်အဲ့ဒါလို့ဘုရားနဲ့ဆန့်ကျင်မဲ့လုပ်တဲ့ပုဂ္ဂိုလ်တွေကလည်းပဲသာသနာမှာပေါ်ပေါက်ခဲ့လို့မှတ်တမ်းတင်ထားတာလည်းရှိအဲ့ဒီထဲမှာဘုရားကိုဆန့်ကျင်မဲ့လုပ်တဲ့ထဲမှာဒေဝတာပြီးရင်အဆိုးဆုံးလို့ပြောရမယ့်ပုဂ္ဂိုလ်တူရှိတယ်အဲ့ဒီပုဂ္ဂိုလ်ကဘယ်သူတော့ဆိုရင်သူနေခတ္တဆိုတဲ့ယဟန်ပဲဖြစ်တယ်သူကလိဆွေမင်းသားတူဝေသာလီမျိုးသားလိဆွေမင်းသားတူပဲမြတ်စွာဘုရားတရားတန်ခါယရဏသုံးပါးကိုကြီးညိုပြီးတော့လိဆွေအတိုင်းဝိုင်းကနေထွက်ခွာပြီးသာသနာပေါင်းဝင်လာပြီးတော့ယဟန်ဖြစ်တဲ့ပုဂ္ဂိုလ်ပေါ့ဘုရားကိုလွန်ကြီးညိုတယ်ပထမတော့သိကြီးညိုတယ်မြတ်စွာဘုရားကြီးညိုပြီးတော့သာသနာပေါင်းရောက်လာမြတ်စွာဘုရားကိုတော့အလုတ်ကျွေးပြုတဲ့ပုဂ္ဂိုလ်တွေထဲမှာသူအပါဝင်ဖြစ်ဖူးတယ်ပေါ့နော်သို့တော်လည်းအဲ့ဒီပုဂ္ဂိုလ်ဟာနောက်ဆုံးမှာဘုရားကိုစွန့်တရားစွန့်တန်ခါစွန့်ပြီးတော့ဒ
ဒီသာသနာပေါ်ကနေပြီးတော့ထွက်ခွာသွားသည့်အထိအောင်မြတ်စွာဘုရားကိုဆန့်ကျင်သွားတဲ့ပုဂ္ဂိုလ်တူဖြစ်သွားတယ်မြတ်စွာဘုရားကဘယ်လိုနားချပြီးတော့ပြောပေမဲ့လို့ဘုရားစကားကိုလုံးဝနားထောင်တော့သူနဲ့ပတ်သက်ပြီးတော့မှတ်တမ်းတင်ထားတဲ့သုတ်တန်လေးတွေရှိတယ်ဒီအကျဉ်းချုပ်ပြီးတော့ဒီကနေ့လောကသားတို့အတွက်မြတ်ဗုဒ္ဓကြိုးပမ်းအားထုတ်တာဟာဒီလိုသိုးသွမ်းတဲ့ပုဂ္ဂိုလ်တွေအယူဝါဒမတူညီတဲ့ပုဂ္ဂိုလ်တွေကိုလည်းမြတ်စွာဘုရားကရုဏာထားပြီးတော့စိတ်ရှိနဲ့စိတ်ရှိသိခံစွာနဲ့ဒီပုဂ္ဂိုလ်တွေမမှားရအောင်ဆုံးမသွန်သင်တယ်သို့တော့မရတာတော့မြတ်စွာဘုရားရဲ့တာဝန်မဟုတ်ဘူးနားမထောင်တဲ့ပုဂ္ဂိုလ်ရဲ့တာဝန်သာဖြစ်တယ်ပေါ့မြတ်စွာဘုရားရဲ့လောကသားတွေအတွက်ကြိုးပမ်းအထောက်မှုဟာအလွန်စိတ်ရှည်ရတဲ့သိခံရတဲ့အလုပ်တစ်ခုဖြစ်တယ်ပေါ့အများတော့ထင်ကောင်းထင်လိမ့်မယ်ဘုရားဆိုတာတကူကြီးတယ်တကူနဲ့အရာရာလှုပ်လို့ရလိမ့်မယ်လို့ဒီလိုထင်ရလိမ့်မယ်အဲ့ဒီလိုမဟုတ်ဘူးမြတ်စွာဘုရားဟာအသိဉာဏ်ပေးတာသာဖြစ်တယ်ပေါ့အသိဉာဏ်ပေးတယ်သို့တော့မြတ်စွာဘုရားရဲ့ဘုန်းတော်ကံတော်ကဘာလဲလို့ဆိုရင်ဘုရားကိုဆန့်ကျင်မဲ့လို့ရှိရင်အပြင်ပန်းအနေနဲ့သာဆန့်ကျင်မဲ့လို့ရကောင်းရလိမ့်မယ်မြတ်စွာဘုရားကိုအန္တရာယ်ပြုသည့်ထီအောင်ကတော့လုပ်လို့မရဘူးဒါဗုဒ္ဓနာဇီဝိတတနတ္တကကေနစီအန္တရာယောဂတုံမြတ်စွာဘုရားရဲ့အသက်အန္တရာယ်ကိုဘယ်သူမှမလုံးနိုင်ဘူးလူတွေမပြောနဲ့နတ်တွေပြမာတွေကစပြီးမြတ်စွာဘုရားကိုအသက်အန္တရာယ်မလုံးနိုင်ဘူးမနတ်ကြီးကမြတ်စွာဘုရားရဲ့အကျိုးမလိုလားဘူးအမြဲတမ်းအနှောက်အယှက်ပေးသို့တော်ဘုရားရဲ့အသက်အန္တရာယ်ကိုတော့သူထိခိုက်အောင်လုပ်လို့မရဘူးဒီလိုဆိုတာပေါ့ဗုဒ္ဓနာသဗ္ဗညုတညာနတ္တနတ္တကကေနစီအန္တရာယောဂတုမြတ်စွာဘုရားရဲ့သဗ္ဗညုတဉာဏ်တော်ကြီးကိုလည်းပဲမသိရအောင်အနှောက်အယှက်ပေးပြီးတော့ဉာဏ်တုံးသွားအောင်လုပ်လို့မရဘူးတဲ့ဘယ်သူမှအန္တရာယ်မပေးနိုင်ဘူးဘုရားကသိကျင်လို့ကြည်လိုက်လို့ရှိရင်ဉာဏ်တော်ထဲမှာအကုန်ပဲပေါ်လာမှာပဲဖြစ်တယ်မြတ်စွာဘုရားဉာဏ်လေးတုံးသွားအောင်လုပ်လို့မရဘူးနောက်တစ်ခုကတော့ဗုဒ္ဓနာအဘိယတနာစတုံနံပစ္စယနာနတ္တကကေနစီအန္တရာယောဂတုမြတ်စွာဘုရားကိုလှူဖို့တန်းဖို့ဆိုပြီးတော့ရည်မှန်းပြီးတော့ယူလာတဲ့ပစ္စည်းတွေဘယ်သူမှအဟန္တာအနှောင့်အယှက်မလုပ်နိုင်ဘူးဘုရားကိုမလှူရအောင်လို့ဆိုဟန္တာပိတ်ဆို့လို့မရနိုင်ဘူးတဲ့ဒါလည်းအန္တရာယ်လုပ်လို့မရတဲ့ဟာတစ်ခုနောက်တစ်ခါဗုဒ္ဓနာအတိတိယအနုပြင်စနာနံဇမပပယဝါနတ္တကကေနစီအန္တရာယောဂတုမြတ်စွာဘုရားရဲ့ခန္ဓာကိုယ်မှာအလွန်တင့်တယ်တဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတွေရှိတယ်32ပါးသောယောက်ျားမြတ်လက္ခဏာနဲ့လက္ခဏာတော်ငယ်80တို့ဆိုတာအလွန်တင့်တယ်အဲ့ဒါတွေကိုအယုတ်ဆိုးအကြီးတန်သွားအောင်ဘယ်သူမှမလုပ်နိုင်ဘူးဇမပပလို့ဆိုတဲ့တလန်လောက်ထွက်နေတဲ့ရက်ဝန်းအယောင်ဝန်းလေးကိုဘယ်သူမှမှောင်သွားအောင်အယောင်ပြောက်သွားအောင်လုပ်နိုင်စွမ်းမရှိဘူးတဲ့မြတ်စွာဘုရားနဲ့ပတ်သက်ပြီးအန္တရာယ်မပြုတ်နိုင်တာ၄မျိုးရှိတယ်ပေါ့ဒီလိုဆိုလို့အဲ့ဒီအန္တရာယ်မပြုတ်နိုင်တဲ့၄မျိုးဘယ်သူမှမလုပ်နိုင်သို့တော့မြတ်စွာဘုရားကိုဆန့်ကျင်မဲ့လုပ်ပြီးတော့စကားပြောကြတာတွေတော့ရှိတယ်နော်မြတ်စွာဘုရားကိုဆန့်ကျင်မဲ့လုပ်တယ်အယူဝါဒနဲ့ပတ်သက်ပြီးဘုရားတက်ပြီးတော့ညင်းတယ်ခုံတယ်ဆိုတာမျိုးတွေရှိတယ်အဲ့ဒီမှာသူနဲ့ခတ္တဆိုတဲ့လက်ဆွေမင်းသားကသင်္ကန်းဝတ်လာတဲ့ယဟန်တော်ပထမတော့မြတ်စွာဘုရားကိုအလွန်ကြီးညိုတယ်အလွန်ကြီးညိုရသူသင်္ကန်းဝတ်ပြီးတော့3နှစ်အတွင်းမြတ်စွာဘုရားစီကနီးတောင်းပြီးတော့သမထကျင့်စဉ်တစ်ခုကိုကျင့်တာသမထတစ်ခုကျင့်စဉ်တစ်ခုကိုကျင့်လိုက်တော့ဒိဗ္ဗစက္ခုဘိညာဉ်ထိအောင်ရသွားအဲ့တော့ဒိဗ္ဗစက္ခုဘိညာဉ်ရဖို့ဆိုတာပထမဇန်အောင်မြင်ရမယ်ဒုတိယဇန်အောင်မြင်ရမယ်တတိယဇန်အောင်မြင်ရမယ်သရုတ်ထဇန်ထိအောင်မြင်သွားသမထကျင့်စဉ်မှာပထမဇန်ဒုတိယဇန်တတိယဇန်အဆင့်၄ဆင့်တက်ပြီးတော့စတုခနေနဲ့ဆိုရင်ဒီအဆင့်၄ဆင့်တက်သွားပြီးတော့ဒိဗ္ဗစက္ခုအဘိညာဉ်ထိအောင်ရသွားဒိဗ္ဗစက္ခုအဘိညာဉ်ရသွားတော့သူကဒိဗ္ဗစက္ခုတစ်မျိုးတည်းတင်ပွားထားတော့သူရတာမျက်စိကနေပြီးတော့ဒိဗ္ဗစက္ခုရထားတဲ့အခါကျတော့ဒိဗ္ဗစက္ခုနဲ့ဒီကိုကြည့်ကျင်တဲ့နေရာတွေကိုသူအလင်းရောင်လွတ်ပြီးတော့ကြည့်တဲ့အခါ
အလွန်ချောအလွန်လှတဲ့နတ်တွေကိုသွားတွေ့ရနတ်သားနတ်သမီးတွေအလွန်ချောတယ်အလွန်လှကြတယ်အလွန်လှကြတယ်ဒါပေမဲ့နတ်သားနတ်သမီးတွေစကားပြောနေတဲ့အတန်ကြတော့သူမကြားရအောင်ဘာဖြစ်လို့လဲဆိုတော့သူကဒိဗ္ဗစက္ခုပဲရတယ်ဒိဗ္ဗသောတာနားမရဘူးမရတော့တယ်လီဖုန်းမရှိတဲ့လူလိုပေါ့နော်တယ်လီဖုန်းမရှိတဲ့လူကမျက်စိကတော့မြင်ရတယ်လေအတန်မကြားရဘူးအဲ့ဒါမျိုးဖြစ်နေတော့သူစိတ်ထဲမှာသူကြားခြင်းတယ်ဒိဗ္ဗသောတာအဘိညာဉ်နဲ့ဒီလောက်ချောဒီလောက်လှတဲ့နတ်တွေရဲ့အတန်ဟာဘလောက်များตาရလိုက်မလဲငါကြားခြင်းလိုက်တာဆိုပြီးတော့မြတ်စွာဘုရားကိုဒိဗ္ဗသောတာပရိကံနီလန်းကိုသွားပြီးတော့တောင်းတဲ့အခါကျတော့မြတ်စွာဘုရားကဘယ်တော့မှအကျိုးမရှိတဲ့အလုပ်ကိုလုပ်လို့မရှိဘူးဘုရားဆိုတာတောင်းလိုက်တဲ့အခါကျတော့သူ့ရဲ့အတိတ်ဘဝတန်တရားမှာသူ့မှာကံစိုးကနေဟန်တားနေတာတခုရှိတယ်ဒိဗ္ဗသောတာမရနိုင်တော့အဟန်တားတခုရှိတယ်ဘုရားလည်းမတတ်နိုင်ဘူးဒါကြတော့ကံကြမ္မာရဲ့ကမ္မဝိပါကောဗုဒ္ဓေနာပိအပတိပါဟိယောကံရဲ့အကျိုးတရားကိုမြတ်စွာဘုရားတည်ရင်ဟန်တားလို့မရဘူးကံရဲ့စွမ်းတတ္တိကြောင့်သူဟာဒိဗ္ဗသောတာရနိုင်တဲ့ကုသိုလ်ကောင်းမှုမပါတဲ့အဖြစ်မှာဒီအကုသိုလ်တစ်ခုကိုကျွလွန်ထားတာအဲ့ဒီကံဟောင်းကနေပြီးတော့ဟန်တားနေတယ်ဘယ်လိုကျင့်ဒိဗ္ဗသောတာဒီဘဝမှာရမှာမဟုတ်ဘူးဒါကြောင့်မို့မြတ်စွာဘုရားကသူ့ကိုဒိဗ္ဗသောတာပရိကံကိုမဟောတော့ဘူးသူကလွန်ခဲ့တဲ့အတိတ်ဘဝတုန်းကကိုကျင့်သီလကောင်းတဲ့တရားဥတရားများရတဲ့သူတော်ကောင်းတဦးကိုဒီနာကံအောင်လုပ်ခဲ့ဘူးတယ်စေရနာဆိုးနဲ့နာကံအောင်လုပ်ခဲ့သည့်အတွက်ကြောင့်ဒီဘဝမှာသူဒိဗ္ဗသောတာရဖို့မရှိဘူးရိုးပဂတိနာတော့သူ့မှာရှိတယ်ပေါ့သို့တော့ဒိဗ္ဗသောတာကျင့်စဉ်ကိုပရိကံကိုလုပ်ပြီးတော့ဒိဗ္ဗသောတာအဘိညာဉ်ရနိုင်ဖို့အတွက်သူကုသကံမပါလာဘူးအခြေခံမရှိဘူးဒိဗ္ဗစက္ခုတော့သူရနိုင်တယ်ဒိဗ္ဗသောတာကျတော့ကံကြမ္မာကဝင်ပြီးတော့ဟန်တားနေတယ်အဲ့ဒါကိုမြတ်စွာဘုရားကအကျိုးမရှိတဲ့အလုပ်ကိုမလုပ်တဲ့အနေနဲ့သူ့ကိုဒိဗ္ဗစက္သောတာပရိကံကိုမဟောဘဲနဲ့ထားတယ်မဟောဘဲနဲ့ထားတဲ့အခါကျသူကဘာအထင်လွဲသွားတော့ဆိုကြည့်တော့လူဆိုတာစိတ်ကောင်းနှလုံးကောင်းရှိတဲ့လူကတစ်မျိုးစိတ်ကောင်းနှလုံးကောင်းမရှိဘူးဆိုရင်တစ်မျိုးတွေးပုံကသူဘယ်လိုတွေးလိုက်တော့ဆိုငါကလည်းမင်းသားဘဝကမင်းမျိုးကနေရန်ဖြစ်လာရဟန်းဂေါတမကလည်းမင်းမျိုးကနေရန်ဖြစ်တယ်အကယ်၍သာငါဟာအတန်လဲရုပ်လဲမြင်ရမယ်အတန်လဲကြားရမယ်ဆိုရင်သူ့အဆင့်မျိုးငါရောက်သွားမှာအဲ့ဒါကိုမနာလိုလို့ငါ့ကိုရုပ်မြင်ယုံသာဟောပြီးတော့အတန်ကြားရအောင်နီးမပေးဘူးလို့ဆိုပြီးတော့အထင်လွဲသွားအဲ့ဒီအထင်လွဲမှုကြောင့်မြတ်စွာဘုရားပေါ်မှာသူကရံမျိုးဖွဲ့တယ်ဓမ္မကြောက်စရာကောင်းတယ်နော်ဒါကိုယ့်ရဲ့အခြေအနေကိုမသိဘဲနဲ့မစင်စားနိုင်ဘဲနဲ့သူ့အတွေးကအဲ့ဒီလိုလွဲမှားစွာတွေးပြီးတော့မြတ်စွာဘုရားကပဲသူကြီးပွားမှာကိုမနာလိုသည့်အတွက်ကြောင့်သူနဲ့အဆင့်တူသွားမှစိုးလို့ဆိုပြီးတော့ဘုရားကသူ့ကိုဒိဗ္ဗသောတာပရိကံကိုမဟောတာလို့အဲ့ဒီလိုမှားရဲစွာယူဆတွေးတောပြီးမြတ်စွာဘုရားပေါ်မှာမကျေမနပ်တွေဖြစ်သွားအဲ့ဒီမကျေမနပ်ဖြစ်တာဒီမဟာလိသုတ်တံမှာသဲလွန်စာလေးဖော်ပြထားတာရှိသူ့ရဲ့တငယ်ချင်းတယောက်ရှိတယ်ဥဋ္ဌထဆိုတဲ့လိတ်ဆွေမင်းအဲ့ဒီလိတ်ဆွေမင်းနဲ့တွေ့တဲ့အခါသူကဘာပြောတော့ဆိုရင်ငါဟာတဲ့ဒီဇန်တရားတွေကိုသမထကျင့်စဉ်နဲ့ကျင့်ကြံကြိုးကိုအားထုတ်လိုက်တဲ့အခါအလွန်လှပတဲ့ရုပ်အဆင်းရှိတဲ့နတ်တွေပြမာတွေကိုငါမြင်ရတယ်ဒါပေမဲ့လို့ตายရတဲ့သူတို့အပန်တွေကိုတော့ငါလုံးဝမကြားဘူး၃နှစ်အတွင်းမှာငါဒီဟာအောင်မြင်ခဲ့တယ်လို့ဒီလိုသူပြောတယ်တဲ့အဲ့ဒါမြတ်စွာဘုရားကိုဥဋ္ဌတလိတ်ဆွေကမေးတယ်အရှင်ဘုရားသူပြောတာဟုတ်ပါသလားရုပ်တော်မြင်ရတယ်အတန်မကြားရဘူးဆိုတော့ဟုတ်သလားလို့ဆိုဟုတ်တယ်တဲ့ဘာဖြစ်လို့လဲဆိုသူ့ရဲ့တမာတိကိုကရုပ်မြင်မိုးရလောက်ပဲသူ့မှာတမာတိက
အားထုတ်တာရှိတယ်အတန်ကြားရလောက်တဲ့တမာတိမျိုးသူ့မှာမရှိဘူးတဲ့ဒါကြောင့်မို့လို့သူအတန်မကြားဘူးရုပ်တော့မြင်ရတယ်အဲ့ဒီလိုမြတ်စွာဘုရားကရှင်းပြတဲ့အခါမှာဥဒ္ဒတလက်ဆွေမင်းကမေးတယ်အရှင်ဘုရားတဲ့သာသနာပေါင်းဝင်ပြီးတော့ယဟန်ဝတ်ကြတဲ့ပုဂ္ဂိုလ်တွေဟာအခုလိုနတ်တွေကိုမြင်ဖို့ဒီတမာတိစွမ်းအားတွေရပြီးတော့နတ်တွေရဲ့ရုပ်အဆင်းကိုမြင်ဖို့နဲ့နတ်တွေရဲ့အတန်ကြားရဖို့ဆိုတဲ့ဒီအကျိုးအတွက်အရှင်ဘုရားထံမှာမဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်ကြတာလားဒီအကျိုးအတွက်ရည်ရွယ်ပြီးတော့လုပ်ကြတာလားဆိုမြတ်စွာဘုရားကဘယ်ဟုတ်မလဲတဲ့ဒါကအောက်တန်းစားလေးပဲရှိသေးတယ်သာသနာပေါ်မှာဒီတဲ့အဆင့်မြင့်တဲ့အကျိုးတွေအများကြီးရှိသေးတယ်အဲ့ဒီအကျိုးတရားတွေအတွက်သာငါသာသနာမှာဝင်ပြီးတော့ယဟန်ခံကြတယ်ဒီသမာဓိဘာဝနာအတွက်မဟုတ်ဘူး။တာယောစဉ်၃မျိုးပယ်ရှားပြီးအပေပိတ်သွားတဲ့သောတာပန်ဖြစ်ဖို့ကာမဘုံမှာတစ်ချိန်သာလာပြီးတော့ဘဝအဆုံးသတ်မဲ့သဂရကံပုဂ္ဂိုလ်ဖြစ်ဖို့ကာမရာဂနဲ့ဗျာပါဒလို့ဆိုတဲ့ဒီကာမနဲ့ပတ်သက်တဲ့အာယုန်တွေရာဂတရားတွေဒေါသတရားတွေဖယ်ရှားပြစ်ပြီးတော့ဓမ္မပြေမှာအဆုံးသတ်မဲ့အနာဂံပုဂ္ဂိုလ်အနာဂံအဖြစ်ရောက်ဖို့ ਨੇ အာသဝတရားတွေလုံးဝကင်းစင်သွားတဲ့ယဟနာပုဂ္ဂိုလ်အဖြစ်ရောက်ဖို့ဆိုတာဒါတွေဟာကြီးတဲ့မြင့်မြတ်တဲ့တရားတွေဖြစ်တယ်အဲ့ဒါတွေအတွက်သာသာသနာပေါင်းဝင်ပြီးတော့ယဟန်ခံကြတာဖြစ်တယ်မြတ်သောအကျင့်ကိုကျင့်ကြတာဖြစ်တယ်သာသနာရဲ့အမျက်ဆုံးဥတည်ချက်ဟာအရတ္တဖလပရိယောသနံသာသနာလို့ဆိုတဲ့အတိုင်းယဟနာဖြစ်ဖို့ဟာသာသနာအတွက်အဓိကပန်းတိုင်ပဲဖြစ်တယ်ပေါ့ရတ္တဖို့ဟာအဓိကပန်းတိုင်ပဲသောတာပန်ဖြစ်မယ်သောတာပန်နဲ့ရမနေရဘူးသဂရကဖြစ်အောင်လုပ်ရမယ်သဂရကဖြစ်ပြီးရင်အနာဂတ်ဖြစ်အောင်လုပ်ရမယ်အနာဂတ်ဖြစ်ပြီးရင်ယဟနာဖြစ်အောင်ကြိုးစားအထောက်နောက်ဆုံးမှာရတ္တဖို့ဆိုတဲ့တရားဥတရားမြတ်ရမှသာလျှင်ကိစ္စပြီးတာဖြစ်တယ်အဲ့ဒီအတွက်သာသနာတော်ရဲ့ပန်းတိုင်ရရှိနိုင်တဲ့အကျိုးတရားကအဲ့ဒီအတွက်လုပ်ကြတာဒါဖြင့်ရောအရှင်ဘုရားလမ်းစဉ်ရောရှိသလားရှိတာပေါ့လမ်းစဉ်ကဘာလဲဆိုရင်တမ္မာဒိဋ္ဌိတမ္မာသင်္ကပ္ပစတဲ့မဂ္ဂင်၈ပါးနဲ့ဖွဲ့စည်းထားတဲ့မြတ်သောအကျင့်မဂ္ဂင်၈ပါးအကျင့်တရားဟာဒီသောတပတ္တိဖို့သဂရဂါမိဖို့အနာဂါမိဖို့ရတ္တဖို့လို့ဆိုတဲ့ဒီမတရားဖို့တရားတွေကိုမျက်မှောက်ပြုနိုင်တဲ့နိလန်းပဲဖြစ်တယ်အကျင့်ကောင်းပဲဖြစ်တယ်မြတ်စွာဘုရားကဒီလိုရှင်းပြပြီးအကျက်တဝင်းဟောပြောတယ်သာသနာနဲ့ပတ်သက်ပြီးအဲ့ဒီမှာအဲ့ဒီအချိန်တုန်းကသူနခတ္တာဟောပြန်တဲ့စိတ်မရှိသေးဘူးပေါ့သို့တော့မြတ်စွာဘုရားစီကနေပြီးတော့ဒိဗ္ဗသောတပရိကံကိုမရတဲ့အတွက်ကြောင့်ရတော့လဲသူတရားထုတ်လို့ဒီတမာတိကိုမရဘူးမရသည့်အတွက်ကြောင့်မကြေမနတ်တွေဖြစ်လာမကြေမနတ်ဖြစ်လာအဲ့ဒီမကြေမနတ်ဖြစ်လာတာနဲ့ပတ်သက်ပြီးတော့သူဘုရားပေါ်မှာဆန့်ကျင်မဲ့လှုပ်လာတယ်နောက်ပိုင်းနော်မြတ်စွာဘုရားပေါ်မှာဆန့်ကျင်မဲ့တွေလှုပ်လာပြီးတော့တနေ့ကျတော့ဘုရားစီသွားတယ်သွားပြီးတဲ့အခါဘာပြောတော့ဆိုရင်ဒီနေ့ကစပြီးတော့တဲ့အရှင်ဘုရားနဲ့လမ်းခွဲတော့မယ်နော်ပစ္စက္ခာမိအရှင်ဘုရားကိုလုံးဝဆရာအဖြစ်ကဆွန့်လွတ်တယ်ဟုတ်လားဆရာကိုဆွန့်ဆရာအဖြစ်ကဆွန့်လွတ်တယ်အရှင်ဘုရားကိုမိကိုပြီးတော့လည်းမနေတော့ဘူးဆိုတော့မြတ်စွာဘုရားကသူ့ကိုပြောတယ်နေပါအောင်တဲ့သူနခတ္တငါကမင်းကိုသူနခတ္တရေလာခဲ့နော်ငါရဲ့တပည့်ခံပြီးတော့မင်းနေပါလို့ငါကမင်းကိုပြောခဲ့သလားတဲ့မပြောခဲ့ဘူးမင်းကရောငါစီလာပြီးတော့အရှင်ဘုရားထံတပည့်တော်တပည့်ခံပြီးတော့နေပါရစေလို့ရောလျှောက်ဖူးသလားမလျှောက်ဘူးဒါဖြင့်မင်းနဲ့ငါနဲ့ဟာဘာဖြစ်လို့ငါ့ကိုဒီလိုစွန့်နေဆိုတဲ့စကားပြောမှဘုရားနဲ့သူကြားထဲမှာအပေးယူငကိုရှိရမှာမဟုတ်တာသူစေတနာနဲ့သူဝင်လာတာလေအရှင်ဘုရားကိုတပည့်တော်ကတပည့်ခံမရစေဆိုလို့အေးဒါတပည့်ခံမြတ်စွာဘုရားကလည်းသူနခတ္တရေလာခဲ့ငါတပည့်လို့ဒီလိုခေါ်တာရှိသလားမရှိဘဲနဲ့ဒီနေ့ကနေစပြီးအရှင်ဘုရားကိုစွန့်တယ်ဆိုမင်းနဲ့ငါနဲ့ပိုင်ဆိုင်မှုလည်းရှိတာလည်းမဟုတ်ဘူးဆက်သွယ်မှုလည်းရှိတာလည်းမဟုတ်ဘူး
ဘယ်လိုလုပ်ပြီးတော့စွန့်မှလဲဘာကိုစွန့်မှလဲမြတ်စွာဘုရားဒီလိုဖြေရှင်းပြောတဲ့အခါကျတော့သူကဘာပြောတော့ဆိုအရှင်ဘုရားကတဲ့တပည့်တော်ကိုတကိုးမပြဘူးတဲ့နော်သူစံအံ့ဩဖွယ်တကိုးတွေကိုမပြဘူးမပြလို့တပည့်တော်ကရှင်ဘုရားကိုစွန့်လွတ်တယ်အဲ့တော့မြတ်စွာဘုရားရှင်းပြတယ်နေပါအောင်နဲ့မင်းကငါအရင်ကပြောခဲ့သလားသူနဲ့ခတ္တလာငါစီလာခဲ့ငါတကိုးပြမင်းကရောအရှင်ဘုရားတကိုးပြရင်တပည့်တော်ကတပည့်ခံမယ်လို့ရောငါ့ကိုပြောဘူးသလားမပြောဘူးအဲ့လိုမပြောဘူးပဲနဲ့အပေးအယူမရှိပဲနဲ့အခုလာပြီးတော့ဘာဖြစ်လို့ငါ့ကိုဒီလိုပြောရတာလဲမြတ်စွာဘုရားအကျိုးသိအကြောင်းနဲ့ရှင်းပြတာလေလောကမှာအပေးအယူရှိမှသာလဲဆွန့်လွတ်တယ်လို့ပြောလို့ရတာကိုနော်အပေးအယူစာချုပ်လည်းမရှိဘူးတုံးနဲ့တူဟာသူ့သဘောနဲ့သူလာတာပြန်တော့လေသူ့သဘောနဲ့သူပြန်ခွင့်ရှိတယ်လေနော်ကိုယ်သဘောနဲ့ကိုလာတာကိုယ်သဘောနဲ့ကိုသာသနာပေါင်းဝင်လာတယ်ကိုယ်သဘောနဲ့ကိုပြန်ထွက်တယ်ရတယ်အဲ့ဒါလို့မဟုတ်ဘဲနဲ့သူကအချင်းချင်းအပြန်အလှန်သဘောတူညီချက်ကိုရှိထားတဲ့ပုံစံမျိုးနဲ့ပြောလို့မြတ်စွာဘုရားရှင်းပြောအဲ့တော့ငါကတကူပြမယ်လာခဲ့ငါတပည့်ခံလို့ငါပြောဘူးလားတဲ့သင်္ဃာရောအရှင်ဘုရားစီအရှင်ဘုရားတကူပြမယ်ဆိုရင်တပည့်တော်သာသနာပေါင်းဝင်မယ်လို့ရောပြောဘူးလားမပြောဘူးဒါဖြင့်ဘယ်သူမှဘယ်သူဝန်ခံထားတာမရှိပဲနဲ့စွန့်တယ်ခွာတယ်ဒီနေ့ကနေစပြီးဆရာအရာမထားဘူးဆိုတော့ငါကရောဆရာလို့ငါ့ကိုငါပြောခဲ့သလားမင်းကရောငါတပည့်လို့ပြောခဲ့ဘူးသလားလို့ဒီလိုမြတ်စွာဘုရားကမေးတဲ့အခါကျတော့သူမဖြေနိုင်တော့ဘူးအဲ့ဒီမှာမြတ်စွာဘုရားကတကူပြသည်ဖြစ်စေမပြသည်ဖြစ်စေငါဟောတဲ့တရားတွေဟာဟောတဲ့အတိုင်းဖြစ်မဖြစ်ဘယ်လိုသဘောရလဲဆိုအရှင်ဘုရားဟောတာတွေကဟောတဲ့အတိုင်းဖြစ်ပါတယ်ဟုတ်တယ်လေသူကိုယ်တိုင်ပဲဒိဗ္ဗစက္ခုပရိကံတိုင်းจิตကြံကြိုးကိုအထုတ်လို့အမတန်ချောအမတန်ကြားရတဲ့နတ်သားနတ်သမီးတွေကိုမြင်ရတယ်ဆိုတဲ့ဟာဒါအောင်မြင်မှုပဲလေတကယ်ကျင့်လို့တကယ်ရတယ်ဆိုတာသူကိုယ်တိုင်လည်းသိထားဒါကြောင့်မို့မြတ်စွာဘုရားကဒါနေယနိကဆိုတာအဲ့ဒါကိုပြောတာနေယနိကတကယ်လုပ်ရင်တကယ်ဖြစ်တာနေယနိကလို့ခေါ်တယ်မြတ်စွာဘုရားတရားတော်တွေကစိတ်ကူးရင်ပြောတဲ့အရာမဟုတ်ဘူးအတွေးခေါ်တစ်ခုတက်တက်ညတာမဟုတ်ဘူးဒါကြောင့်မို့လို့ဖီလိုဆိုဖီနဲ့နှိုင်းယှဉ်ပြီးတော့ပြောကြတယ်ဖီလိုဆိုဖီဆိုတာအတွေးဖို့ရာတက်တက်ပြောတာလက်တွေ့မပါမြတ်စွာဘုရားတရားတော်တွေကဖီလိုဆိုဖီမဟုတ်ဘူးနော်တွေးခေါ်ဆင်ခြင်သုံးသပ်ရတဲ့ပညာမျိုးကြီးမဟုတ်ဘူးလက်တွေ့အကောင်ထည်ဖော်လို့ရတဲ့ပညာမျိုးသီလဆိုရင်လည်းလက်တွေ့ကျင့်သုံးရမယ်သမာဓိဆိုလည်းလက်တွေ့ကျင့်သုံးရမယ်ပညာဆိုတာလည်းလက်တွေ့ကျင့်သုံးရသိက္ခာ၃ရပ်အကျင့်မြတ်ဆိုတာလက်တွေ့ကျင့်သုံးလို့ရတယ်ရလို့အောင်မြင်လာလို့ရှိရင်လည်းပဲအကျိုးကျေးဇူးဆိုတာတိုက်ရရနိုင်တယ်ပေါ့ဒီလိုဆိုတာပေါ့အဲ့တော့မြတ်စွာဘုရားကတကောပြာရီဟာပြသည်ဖြစ်စေမပြသည်ဖြစ်စေငါပြောတဲ့အတိုင်းလုပ်ရင်မဖြစ်ဘူးလားဖြစ်သလားမဖြစ်ဘူးလားလို့မေးတော့သူကဖြစ်ပါတယ်လို့ဝန်ခံတယ်အဲ့ဒါကြောင့်အဲ့ဒီကလေးကမင်းမှားနေပြီပေါ့ဖြစ်ဖို့ရတာအရေးကြီးတာတကောပြဖို့အရေးကြီးတာလားလို့အဲ့ဒီကြတော့အတွန့်တက်လာပြန်တယ်သူကဘာပြောတော့အရှင်ဘုရားကလည်းအစကိုမှမဟောတာပေါ့ဘာကစလဲတန်တရားရဲ့အစဘဝတစ်ခုရဲ့အစကိုအရှင်ဘုရားမပြောဘူးလေအဲ့ဒါကြောင့်မကျေနပ်ဘူးပေါ့အဲ့ဒီမှာလေမြတ်စွာဘုရားမေးခွန်းထုတ်တယ်နေပါအောင်နဲ့မင်းကရောငါ့ကိုတောင်းဆိုခဲ့သလားရှင်ဘုရားရဲ့တပည့်ခံမယ်အစကိုဟောပါကဘာဥအစကိုအခင်ညလို့ဆိုတာကဘာဥနော်လူသားတွေရဲ့အစဘဝရဲ့အစတန်မြာရဲ့အစဒီလိုဟောမယ်ဟောပါဟောလို့ရှိရင်တပည့်တော်တပည့်ခံမှာမယ်လို့ဒီလိုအပေးယူလုပ်ခဲ့သလားငါကရောမင်းကိုလာခဲ့သူတက္ကတာငါစီလာတပည့်ခံငါအစဟောမယ်လို့ငါပဋိဉာဉ်ပေးထားတာရှိသလားဆိုမရှိပါဘူးအေးမရှိလို့ရှိရင်ဘာကြောင့်ငါ့ကိုဒီစကားနဲ့ပြောရတာလဲပေါ့အေးအစကိုဟောသည်ဖြစ်စေမဟောသည်ဖြစ်စေငါပြောတဲ့တရားအတိုင်းလိုက်နာကျင့်သုံးလို့ရှိရင်အကျိုးသက်ရောက်မှုရှိမရှိဆိုတော့အကျိုးသက်ရောက်မှုကတော့ရှိပါတယ်ရှိဖို့ရတာလိုရင်းဖြစ်တယ်လို့မြတ်စွာဘုရားစိတ်ရှိလက်ရှိရှင်းပြတာကိုသူလက်မခံတော့မြတ်စွာဘုရားသူ့ကိုဘာပြောတော့ဆို
သူနခတာတဲ့မင်းစဉ်းစားတဲ့ဟောဘုရားကိုစွန့်မယ်တရားကိုစွန့်မယ်သံဃာကိုစွန့်မယ်ဘုရားကိုစွန့်ခွာပြီးတော့သူကဒီနေ့ကစပြီးသူဆရာမဟုတ်တော့ဘူးဆိုတာကိုညင်းပယ်မှာစွန့်ခွဲမှာအဲ့တော့မြတ်စွာဘုရားစဉ်းစားတဲ့တစ်ချိန်တုန်းကဝိဇ္ဇိနိုင်ငံတော်ကြီးမှာလှည့်လည်ပြီးတော့ဘုရားရဲ့ဂုဏ်ကျေးဇူးတွေတရားရဲ့ဂုဏ်ကျေးဇူးတွေသံဃာရဲ့ဂုဏ်ကျေးဇူးတွေကိုမင်းပြောခဲ့တယ်တဲ့အဲ့ဒီလိုတစ်ချိန်တုန်းကတော့ကောင်းရကောင်းကြောင်းတွေလူကြားထဲမှာအကြိမ်ကြိမ်ပြောပြီးတော့မှအခုချိန်မှာဘုရားတရားသံဃာရဲ့နာသုံးပါးကိုစွန့်ခွာသွားမယ်ဆိုရင်မင်းကိုဘယ်လိုထင်ကြမလဲတဲ့သူနဲ့ခတ္တဟာတရားဓမ္မကိုပေါက်ရောက်အောင်မကျင့်နိုင်လို့ကျင့်နိုင်တဲ့စွမ်းရည်တတ္တိတွေမရှိလို့သူဒီလိုဖြစ်လာတာလူညံ့တယောက်ပဲလို့မင်းပြောခံရလိမ့်မယ်တဲ့အကယ်၍သာသနာပေါ်ကထွက်သွားလို့ရှိရင်လူညံ့တယောက်လို့ပြောခံရလိမ့်မယ်စဉ်းစားပြီးတော့လုံးလို့မြတ်စွာဘုရားကဆုံးမလည်းမရဘူးသာသနာပေါ်ကသူကထွက်ခွာမယ်နော်ဘုရားကိုစွန့်မယ်အဲ့ဒီမှာဇလန်းလေးတစ်ပုဒ်ဇလန်းနေနဲ့ပတ်သက်ပြီးတော့သူနခတ္တနဲ့ပတ်သက်ပြီးမြတ်စွာဘုရားမကျေနပ်မှုတွေနဲ့ပတ်သက်တဲ့ဇလန်း၃ပုဒ်ပါဠိကသုတ်တံမှာဟောပြောထားတာရှိတယ်မှတ်တမ်းတင်ထားတာရှိတယ်သူကပထမကကောရခတ္တိယဆိုရယ်ခွေးအကျင့်ကျင့်နဲ့အစေလကတယောက်ရှိတယ်အဝတ်မဟုတ်ဘူးသူ့ရဲ့အကျင့်ကခွေးကျင့်ကျင့်တယ်ပေါ့နော်ခွေးကျင့်ကျင့်တယ်အဲ့ဒီခွေးကျင့်ကျင့်နဲ့ကောရခတ္တိယဆိုတာနဲ့ပတ်သက်ပြီးတော့ဖြစ်ပျက်ခဲ့တဲ့အဖြစ်ပျက်ကလေးတစ်ခုမြတ်စွာဘုရားပြန်ဟောပြသူနဲ့ခတ္တဘုရားပေါ်မှာမကျေနပ်တာတွေတော်တော်များများဖြစ်လာခဲ့ဘူးလို့အဲ့ဒီကောရခတ္တိယဆိုတာခွေးအကျင့်ဆိုတာခွေးလူလေးဘက်ထောက်သွားတယ်အစာစားတဲ့အခါမှာလည်းပဲပါးစပ်နဲ့စားတယ်လက်နဲ့ယူမစားဘူးအကုန်လုံးပဲခွေးဆိုတာလူတိုင်းမြင်ဘူးနေကြတာပဲခွေးအိတ်သလိုအိတ်တယ်ခွေးသွားသလိုသွားတယ်ခွေးစားသလိုသွားတယ်ခွေးစားသလိုစားတယ်နောက်ဆုံးမှခွေးကျင်ငယ်စွန့်သလိုစွန့်တယ်ပေါ့ပေါင်တစ်ဖက်မြောက်ပြီးတော့အကုန်လုံးခွေးစတိုင်အပြည့်ယူထားတယ်လို့ဒီလိုဆိုလိုတာပေါ့နော်အဲ့ဒီလိုကုက္ကုရဝတိကခွေးကျင့်ကျင့်တယ်ဆိုတော့ခွေးကဲ့သို့နေထိုင်ပါမည်အဲ့ဒီလိုနေထိုင်ခြင်းအပြင်တန်လျာဝကလွတ်တယ်လို့ယူဆအတော်ကြောက်စရာကောင်းတယ်နော်အရင်မှားပြီဆိုလို့ရှိရင်တန်လျာဝကလွတ်ဖို့ချစ်နေခွေးလိုကျင့်လို့ရှိရင်ခွေးဖြစ်စေတတ်တဲ့ဘဝခွေးဖြစ်နိုင်တဲ့အကုသိုလ်တွေကလွတ်မြောက်ပြီးတော့တန်လျာဝကလွတ်တယ်လို့ယူဆကြတယ်သူတို့ယူဆအဲ့ဒါလိုယူဆပြီးတော့ခွေးစတိုင်အပြည့်နဲ့ခွေးပုံစံကြကျက်နိုင်ရမယ်သူအလုံးခွေးနဲ့တူတာပူရာတွေရောဘာတွေရောနေမှာပေါ့နော်အကုန်လုံးခွေးလိုနေရအဲ့ဒါလိုခွေးကျင့်နေဆိုတော့ကုက္ကုရဝတိကဘုရားလက်ထက်ကရှိတယ်ပြောအဲ့ဒီကောရိကတ္တိယကြီးကခွေးကျင့်တနေ့ကျတော့မြတ်စွာဘုရားရဲ့နောက်ကနေပြီးတပိဋ္ဌင်္ဂန်းကိုပိုက်ပြီးတော့ဘုရားရဲ့အလုတ်ကျွေးအနေနဲ့သူနခတ္တဆွမ်းခံဝင်ကြတာမြတ်စွာဘုရားနောက်ကလိုက်တဲ့အခါကျတော့လမ်းမှာအဲ့ဒီကောရခတ္တိယဆိုတဲ့ခွေးကျင့်တဲ့တက္ကရောနဲ့တွေ့တဲ့အခါကျတော့သူကဟိုကခွေးလိုသွားနေတာလေးဘက်ထောက်ပြီးတော့ခွေးလိုသွားတယ်သူ့ကိုကြည်ညိုတဲ့လူတွေကမြေကြီးပေါ်အစာပုံပေးတာကိုပါးစပ်နဲ့ထိုးဟပ်ပြီးစားနေတယ်နော်အဲ့ဒါကိုမြင်တဲ့အခါကျတော့သူကအော်လိုက်တာရေမတ်တီးပြီးရဟနာဆိုတာဒါမျိုးနေမှာဒီလိုပုဂ္ဂိုလ်မှရဟနာကြီးအဝလည်းမဟုတ်ဘူးလူစင်စစ်ကခွေးလိုနေတာကိုရဟနာလို့ထင်တာနော်အော်စရာအလွန်ကောင်းတယ်အခုကိလောက်အဲ့လောက်ဆိုးမဲ့လူမရှိဘူးထင်တာပဲကြားနော်သူကတော့ဟောဒါတကယ်ရဟနာဒီပုဂ္ဂိုလ်ပဲဖြစ်မှာပဲကြည်စမ်းမှာခွေးစတိုင်အပြည့်ယူပြီးတော့ကျင့်နေတာဒါရဟနာဖြစ်မှာပဲလို့တွေးတာမြတ်စွာဘုရားနောက်ကလိုက်ပြီးတွေးတော့မြတ်စွာဘုရားကလှည့်ပြီးတော့သူ့ကိုပြောလိုက်တယ်သူ့စိတ်အကြံကိုသိတော့ဘာပြောလိုက်တော့ဆိုရင်မြတ်စွာဘုရားသူ့ကိုမောခပုရိသအလကားလူပဲသူနဲ့ခတ္တမင်းအလကားလူပဲဟောအလကားလူပဲလို့ပြောလိုက်တဲ့အခါကျတော့
ရှင်ဘုရားဘာဖြစ်လို့တပည့်တော်ကိုပြောတာတုံးဆိုမင်းအလကားလူပဲမင်းတို့လူကတောင်မှပဲသမဏတက္ကဗုဒ္ဓိယတက္ကဗုဒ္ဓရဲ့တပည့်ခန်းနေရသေးတယ်မင်းတို့စိတ်ဓာတ်ရှိတဲ့လူကသမဏတက္ကဗုဒ္ဓိယလို့ဝန်ခံနေရသေးတယ်လို့မြတ်စွာဘုရားပြောလိုက်တဲ့အခါမှာသူကစိတ်ထဲမှာအောင့်သွားရှင်ဘုရားဘာဖြစ်လို့တပည့်တော်လို့ပြောတာမင်းခုနကကောရခတ္တိယကိုကြည်ပြီးတဲ့အခါဓမ္မလောကမှာယဟနာဒီမှာပဲလို့မင်းတွေးတယ်မဟုတ်လားလို့ဆိုနော်သူစိတ်အကြံကိုမြတ်စွာဘုရားအဲ့လိုတွေးတာမဟုတ်လားလို့ဆိုဟုတ်ပါတယ်တဲ့အရှင်ဘုရားကတဲ့အရတ္တဖို့ကိုဝန်တိုးနေတာလားသူရတဲ့အရတ္တဖို့အရှင်ဘုရားရဲ့အရတ္တဖို့ကိုဝန်တိုးပြီးတော့သူလိုပုဂ္ဂိုလ်မျိုးမရစေချင်တာလားပေါ့မြတ်စွာဘုရားကိုပြန်ပက်တယ်သူဟာနော်အရတ္တတမစ္စရာယတိအရတ္တဖို့နဲ့ပတ်သက်ပြီးတော့အရှင်ဘုရားကဝန်တိုးတာလားအရှင်ဘုရားသာယဟန္တာဖြစ်ပြီးသူများယဟန္တာဖြစ်တာကိုမကြိုက်တာလားပေါ့အဲ့ဒီလိုပြောတော့မြတ်စွာဘုရားကဘာပြောတော့ဆိုငါကဝန်တိုးလို့ပြောတာမဟုတ်ဘူးမင်းမှားရွက်တဲ့အမြင်တစ်ခုဖြစ်နေတာမင်းအဲ့ဒီအမြင်ကိုမစွန့်ဘူးဆိုလို့ရှိရင်မင်းဒုက္ခရောက်လိမ့်မယ်နော်အဲ့ဒီအမြင်ကိုမစွန့်ဘူးဆိုမင်းဒုက္ခရောက်လိမ့်မယ်တဲ့အဲ့ဒီကောရိခတ္တိယကြီးဟာကြည့်မင်းမကြဘူးတဲ့9ရက်မြောက်လို့ရှိရင်အစာမကြေတဲ့ယောဂနဲ့သေလိမ့်မယ်မြတ်စွာဘုရားနော်ခွေးလိုအစာစားနေတဲ့ခေါင်းကြီးက9ရက်မြောက်လို့ရှိရင်အစာမကြေတဲ့ယောဂနဲ့သေမယ်တဲ့သူသေတဲ့အခါကျတော့ကာလကင်စိကဆိုတဲ့ပြိတ္တာအနှိမ်ဆုံးအောက်တန်းအချဆုံးပြိတ္တာဘဝအတူတကယ်ဘဝကိုသူရောက်လိမ့်မယ်တဲ့သူ့အလောင်းကိုလည်းဗီရဏဋ္ဌာမဆိုတဲ့သုတ်တံမှာပြစ်လိုက်မယ်နော်အဲ့ဒီမှာချလိုက်မယ်အကယ်၍မင်းမကျေနပ်ဘူးဆိုရင်သူ့ကိုသွားမေးရင်သူဖြေလိုက်မယ်သူဘယ်ဘဝရောက်နေတယ်ဆိုတော့မင်းသွားမေးလို့ရတယ်သွားမေးရင်ဖြေလိုက်မယ်မြတ်စွာဘုရားအတိအကျပြောအတိအကျပြောလိုက်တဲ့အခါကျသူကမကျေနပ်ဘူးမကျေနပ်တဲ့အခါကျတော့ဘာလုပ်တော့ဆိုရင်အဲ့ဒီကောရိခတ္တိယစီသွားပြီးယဟန်ဂေါရမကမင်းကိုဒီလိုပြောတယ်9ရက်ပြည့်လို့ရှိရင်အစာမကြေတဲ့ယောဂနဲ့သေလိုက်မယ်တဲ့ပြောတယ်နော်သေပြီးလို့ရှိရင်ဗီရဏဋ္ဌာမသုတ်တံမှာပြစ်လိုက်မယ်နော်ကာလကိစိကဆိုတဲ့အတုရာဖြစ်လိုက်မယ်ဗီရဏဋ္ဌာမသုတ်တံကိုပြစ်လိုက်မယ်ပြစ်ပြီးတဲ့အခါကျတော့မင်းကိုလာပြီးတော့ဂတိမေးပြောလိုက်မယ်ဆိုတဲ့အကြောင်းကိုငါ့ကိုအတိအကျပြောထားတယ်ဒီနေ့ကနေစပြီးမင်းစင်ချင်းစားသိမစားနဲ့ဟုတ်ကဲ့အစာရည်သာလျှော့9ရက်မြောက်ရင်သေမလို့ရဟန်းကောဓမပြောနေတယ်မင်းကိုအစာမကြေယောဂနဲ့ဆိုအဲ့တော့ဒီနေ့ကနေစပြီးတော့ဟုတ်လားအစာချမ်းနေမစားနဲ့အစာမကြေအောင်မစားနဲ့ပေါ့စားကြေအောင်ယူဆိုင်ဆိုဟိုကောင်ကြီးကလန့်ဖြန့်သွားခွေးလိုသာကျင့်တာ तू လည်းကြောက်သေးတယ်လေ9ရက်မြောက်သေရမယ်ဆိုတဲ့ဟောစရန်ထွက်တော့ तू ကြောက်တာပေါ့အစာမကြေယောဂဖြစ်ပြီးသေမှလို့ကြောက်တဲ့အခါကျတော့အဲ့ဒီနေ့ကတည်းက तू မစားတော့သွားတွက် तू ကရက်တွက်နေတယ်9ရက်မြောက်ရင်သေပဲဆိုတော့တွက်တာ1ရက်2ရက်3ရက်4ရက်5ရက်တွက်အဲ့ဒါဟိုကောင်ကြီးကလည်းအစာမစားရဲဘူး9ရက်တိဗိုက်ဆာနေ9ရက်မြောက်တဲ့နေ့ကျတော့တိကြည်ညိုတဲ့သူတကာကနေဝက်သားတွေချက်လာအရှင်ဘုရားဘယ်ကြွနေတာတော့မတွေ့တာကြာပြီ तू ကဟိုကနောက်ကျသွားအိတ်နေပုံရနော်ပြပုံနဲ့သွားအိတ်နေတယ်ဟိုကရှာလို့မရခွေးနေတယ် तू အစာမကြေယောဂနဲ့သေမှဆိုတော့ကြောက်ပြီးတော့အဲ့ဒီမှာတိတ်နေအဲ့တော့ तू ကြည်ညိုတဲ့လူကဝက်သားတွေနဲ့အစာတွေကောင်းဝိစွာတွေချက်လာပြီးတော့သူ့ကိုလာကျွေးတဲ့အခါကျတော့ကဲ तू ကသေလည်းမထူပါဘူးငတ်နေတာကြာပြီဆာတော့ဆိုပြီးကျွေးတာတွေအကုန်စားပလိုက်တယ်အဲ့ဒီကြောင့်ဖြစ်ရပုံကတော့နော်အကျွေးတာတွေအကုန်စားပြစ်လိုက်တဲ့အခါကျတော့အဲ့ဒီမှာအစာမကြေတဲ့ယောဂနဲ့ကြွရောပြီဘုရားဟောတာမှန်သွားပြီလေအစာမကြေတဲ့ယောဂနဲ့သေသွားပြီတဲ့ကောရခတ္တိယကြီးသေသွားပြီတဲ့ဆိုဒါဖြင့် तू ကပြောထားတယ်တခုတော့လွဲအောင်လုပ်ရမယ်ပေါ့သေတာတော့ဟုတ်ပြီတခုတော့မှန်သွားပြီကာလကိစိကအတုရာဘုံမှာဖြစ်မယ်ဆိုတာတော့ငါတို့မသိနိုင်ဘူးဗီရဏဋ္ဌာမသုတ်တံကိုပြစ်မယ်ဆိုတာတော့အဲ့ဒီမရောက်အောင်တခြားသုတ်တံရွှေ့ပြရကြိုးစားတာ
ကျိုးတွေနဲ့ဆွဲမပြီးသွားတာဘယ်လိုသွားလို့မှမရဘူးသူ့အလောင်းကောင်ကြီးကဗိရဏထာမှာသုတ်တန်ရောက်တဲ့အခါဆွဲလို့မရတော့ဘူးကျိုးတွေပါပြတ်ပြီးတော့အချိန်ကုန်သွားတဲ့အခါကျအဲ့ဒီသုတ်တန်မှာပဲပြစ်ထားကြရတာနော်ဘုရားဟောတာအစာမကြေတဲ့ယောဂနဲ့သေမယ်ဆိုတာ9ရက်မြောက်သေမယ်အစာမကြေတဲ့ယောဂနဲ့သေမယ်ဆိုတာအကုန်မှန်းနေဗိရဏထာမှာသုတ်တန်မှာပြစ်လိုက်မယ်ဆိုတာလည်းမှန်းနေတယ်ကောရခတ္တိယဒီလိုမှန်းနေတာတွေကိုသူနဲ့ခတ်ကြီးကမယုံကြည်သေးဘူးသွားပြီးတော့မေးဦးမယ်ကောရခတ္တိယအလောင်းကြီးကိုသွားပြီးတော့ခေါင်းလေးပုတ်ကြောလေးပုတ်ပြီးတဲ့အခါအလောင်းကြီးကိုတကယ်ချင်းမင်းဘယ်ရောက်နေတာတော့သွားမေးတာဟိုကထပြီးတော့ပြောတယ်တဲ့သူကာလကင်စီကသူရဘုံရောက်နေတယ်ဆိုတော့ပြောပြီးတဲ့အခါကျတော့ပြန်ပြီးတော့လဲကျသွားတယ်တဲ့နော်အဲ့လိုလဲကျသွားတဲ့အခါကျတော့သူနဲ့ခကြီးကမြတ်စွာဘုရားစီလာတော့မြတ်စွာဘုရားကဘယ်လိုလဲကောရခတ္တိယနဲ့ငါပြောတာတွေဟာမှန်သလားမှားသလားဆိုအားလုံးမှန်ပါတယ်လို့ဝန်ခံမင်းစဉ်းစားကြည့်တဲ့ဒါဟာငါမင်းကိုတကူပြတာပဲမင်းကငါပြောခဲ့တယ်မဟုတ်လားတကူမပြဘူးလို့ဒါငါရဲ့တကူပြတာပဲမဟုတ်လားလို့ဆိုအဲ့ဒါလို့ပြောလဲနားမထောင်ဘူးတဲ့ထွက်ဖို့ပဲတကယ်လုပ်နေပြန်တယ်သူနဲ့ခတ္တယဟန်အဲ့ဒီကနေပြီးတော့နောက်တစ်ခါဘယ်သူနဲ့သွားတွေ့တုံးဆိုဇလန်တစ်ခုကတော့အစေမတ္တကဆိုတဲ့တက်ဂရွန်တယောက်အကြောင်းနဲ့ပတ်သက်လာပြန်အဲ့ဒီအစေလားဆိုတာအဝတ်မိုးတဲ့ကလာရမတ္တကလို့ခေါ်တဲ့တက်ဂရွန်တယောက်သူကဝေသာလီပြည်မှာဘုံတကိုးတွေအမတန်ကြီးတယ်နာမည်ကြီးတယ်နာမည်ကျော်တယ်ကြီးညိုတဲ့လူတွေအမတန်ပေါ်တယ်နော်ဘုံတကိုးကြီးတယ်ဘာကြောင့်ဘုံတကိုးကြီးနေတာတုံးလို့ဆိုတော့သူကအကျင့်9မျိုးကိုသူစောင့်တည်ထားတယ်သူစောင့်တည်တဲ့အကျင့်က9မျိုးရှိတယ်သူလိုက်နာကျင့်သုံးပြီးတော့အဋိဋ္ဌံပြီးတော့စောင့်တည်ထားတယ်သူ့ရဲ့ကိုကျင့်သီလ9မျိုးပေါ့ဘာတုံးဆိုတော့အသက်ထက်ဆုံးတုံးလုံးနေမယ်အဝတ်မို့ဘူးဒါသူ့ရဲ့စောင့်တည်ချက်တစ်ခုပဲအသက်ထက်ဆုံးဝလိစလစ်ပဲနေမယ်ဘယ်တော့မှအဝတ်မို့ဘူးဒါတစ်ခုအသက်ထက်ဆုံးမြတ်သောအကျင့်ကိုကျင့်မယ်ဘယ်တော့အခါမှ sexual intercourse မလုပ်ဘူးဟောဒါတစ်ခုဒါတော့ကောင်းတာပဲသူကနော်ကောင်းတဲ့အကျင့်ပဲအသက်ထက်ဆုံးဗြဟ္မစာရီဘဝနဲ့နေမယ်တဲ့ဟောနောက်တစ်ခုကျတော့ဘာပြောတော့ဆိုတစ်သက်လုံးအရက်နဲ့အမဲသားစားမယ်အရက်တောက်ပြီးအမဲစားမယ်အသားနဲ့အရက်ပဲသမင်းကောင်ရေမတောက်ဘူးတဲ့သမင်းမစားဘူးသူ့အချိန်ကနော်တစ်သက်လုံးအရက်ပဲတောက်ပြီးတော့အသားနဲ့စားနေမယ်ဘယ်တော့မှသမင်းဟင်းမစားဘူးဒါသူ့ရဲ့အချင်းတစ်ခုပဲနော်လူတွေစားသလိုသမင်းဟင်းမစားဘူးတဲ့အရက်နဲ့ပဲနေမယ်ဒါတစ်ခုနောက်တစ်ခုကတော့ဝေသာလီပြည်ရဲ့ပတ်ဝန်းကျင်မှာနတ်ကွန်းတွေရှိတယ်မြို့မှာနတ်ကွန်းတွေအများကြီးရှိတော့ကနတ်ကိုးွယ်တဲ့နေရာတွေနတ်ကွန်းတွေကိုအဲ့ဒီခေတ်ကစေတိယလို့ခေါ်တယ်အရှိဘက်မှာဥဒေနာဆိုတဲ့စေတိယရှိတယ်တောင်ဘက်ကျတော့ဂေါရမကဆိုတဲ့စေတိယရှိကျတော့တတ္တမ္ပဆိုတဲ့စေတိယရှိတယ်မြောက်ဘက်ကျတော့ဘဟုပုဒ္ဒဆိုတဲ့စေတိယရှိတယ်နတ်ကွန်းတွေပေါ့အဲ့တော့သူကကျင့်ဝတ်9မျိုးကိုစောင့်တည်တယ်ကျင့်ဝတ်4မျိုးကဘာတော့ဆိုအရှိဘက်မှာတဲ့ဥဒေနနတ်ကွန်းတဲ့ဟိုဘက်ကိုဘယ်တော့မှမသွားဘူးဒီအတွင်းမှာပဲနေမယ်သူကသူနယ်ကန့်တတ်တာနော်ဟိုဘက်ကိုဘယ်တော့မှခရီးမထွက်ဘူးတဲ့တောင်ဘက်ကျတော့ဂေါရမကနတ်ကွန်းရဲ့ဟိုဘက်ကိုဘယ်တော့မှမကြုံဘူးတဲ့ဒီအနောက်ဘက်ကျတော့တတ္တံပနတ်ကွန်းရဲ့ဟိုဘက်ကိုဘယ်တော့မှမကြုံဘူးမြောက်ဘက်ကျတော့ဘဟုပုဒ္ဒနတ်ကွန်းရဲ့ဟိုဘက်ကိုဘယ်တော့မှမကြုံဘူးဝေသာလီပြည်မှာပဲအမြဲနေမယ်ဆိုတဲ့ကျင့်ဝတ်9ပါးစောင့်တည်သည့်အတွက်ကြောင့်ဘုံတကိုကြီးပြီးတော့အဲ့ဒီမှာနာမည်ကျော်တဲ့သူကအဲ့ဒီမှာမြတ်စွာဘုရားအေးမကြဘူးတဲ့နောက်9ရက်ပြည့်လို့ရှိရင်တဲ့ဒီအစေလာကလာရမတ္တကကြီးဟာကျင့်ဝတ်တွေလည်းအကုန်လုံးဖောက်ဖျက်ပြီးတော့ဝေသာလီပြည်ကနတ်ကွန်းတွေရဲ့ဟိုဘက်ရောက်ပြီးသူလည်းသိလိမ့်မယ်လို့ပြောတာအဲ့ဒီမှာ
သူနဲ့ခန္ဓာမယုံဘူးမယုံလို့အကဲခတ်ကြည့်မကြပါဘူးသူကအရက်မူးမူးနဲ့နော်ဗြဟ္မစာရိယသိက္ခာပုဒ်ကိုလည်းဖောက်ပြန်လိုက်တယ်ဖောက်ဖြတ်လိုက်တယ်စားတော့ထမင်းလည်းစားလိုက်တယ်အရှိပဲတောင်ပဲမြောက်ပဲဝေသာလီပြည်ရဲ့မြို့သူကန့်တတ်ထားတဲ့နယ်နိမိတ်တွေကိုလည်းကြော်ဖြတ်လိုက်တယ်ကြော်ဖြတ်ပြီးတော့အသက်သေးဆုံးသွားတယ်ပေါ့မြတ်စွာဘုရားဟောထားတဲ့အတိုင်းအကုန်လုံးအတိအကျအကုန်ဖြစ်တယ်အကုန်တိကျဖြစ်တော့သူလက်ခတ်လာတဲ့အခါမြတ်စွာဘုရားမေးတယ်ငါပြောထားတဲ့အစိလကလာရမတ္တကနဲ့ပတ်သက်တဲ့အဖြစ်ပြက်တွေရောမှန်သလားမှားသလားလို့ဆိုအရှင်ဘုရားဟောတဲ့အတိုင်းပဲအကုန်လုံးမှန်ပါတယ်ပေါ့အေးအဲ့ဒါဟာမင်းကငါတကူပြရီဟာပြတာပဲဆိုတာကိုမြတ်စွာဘုရားကနားချပြီးတော့ပြောတော့လေလက်မခံဘူးလက်မခံတော့နောက်ထပ်ဇလန်းတစ်ခုတစ်ခါဖြစ်ပြန်ပါဠိကပုဒ္ဒလို့ခေါ်တဲ့ပြပိုက်ကြီးပါဠိကပုဒ္ဒဆိုတဲ့အစိလကတက္ကရောကြီးကဝေသာလီမြို့ထဲမှာဘာတွေပြောတော့ဆိုရင်ငါလည်းပဲပညာတတ်တူပဲရဟန်းဂေါတမလည်းပညာတတ်တူပဲဟောအသိဉာဏ်နဲ့ပတ်သက်ပြီးတော့သူလည်းပညာရှိငါလည်းပညာရှိအဲ့တော့သူကနေပြီးတော့ခရီးတစ်ဝက်လာခဲ့ငါကလည်းသူ့စီကိုခရီးတစ်ဝက်နဲ့သွားမယ်နော်လမ်းခရီးတစ်ဝက်စီသူကလည်းငါစီကိုတစ်ဝက်လာငါကလည်းသူ့စီကိုတစ်ဝက်သွားမယ်လမ်းမှာဆုံကြမယ်ဆုံပြီးတဲ့အခါမှာသူကတကိုးပြလေးဟာတစ်ခုပြရင်ငါနှစ်ခုပြသူနှစ်ခုပြရင်ငါလေးခုပြနှစ်နဲ့ကြီးပဲမြောက်ပြီးတော့သူလေးခုပြရင်ငါရှစ်ခုပြမယ်ဆိုပြီးတော့ပရိသတ်ထဲမှာကြွားကြွားဝါဝါတွေပြောထားတာရှိတယ်အဲ့ဒီလိုကြွားကြွားဝါဝါတွေပြောထားတဲ့အခါကျတော့သူနဲ့ခတ္တကြီးကဟာဓမ္မတကယ်ဘုံတကူကြီးတဲ့တကယ်ယဟန္တာပုဂ္ဂိုလ်ကြီးပေါ့ရဟန်းဂေါတမနဲ့ဒီတခါတပွဲတလေတော့တွေ့ကြတော့မှာပေါ့ဆိုပြီးတော့အားလုံးဝေသာလီကလူတွေကလည်းစိတ်ဝင်စားကြတယ်အေးတကယ်တကူရှင်ကြီးနှစ်ဦးကဆုံရလိမ့်မယ်ဆုံတဲ့အခါတို့ပွဲကြီးပိဋကအနေနဲ့ကြည်ကြမယ်ဆိုပြီးတော့တစ်မျိုးလုံးကအုံကြက်ကြက်နဲ့ဖြစ်လာတဲ့အခါကျတော့အဲ့ဒီနေ့လည်းရောက်ရောမြတ်စွာဘုရားကဆွမ်းခံကြွမြို့ထဲမှာဆွမ်းခံကြွပြီးတဲ့ဆွမ်းမှာဖုံးမေးပြီးတဲ့အခါမြတ်စွာဘုရားကဘယ်ဟိုသွားတော့ဆိုအဲ့ဒီပါဠိကပုဒ္ဒနေတဲ့ကျောင်းကိုမြတ်စွာဘုရားကြွသွားပြီးအဲ့ဒီမှာသူကရောက်နေသူကတော့မြတ်စွာဘုရားသတင်းသုံးတဲ့စီမှာမရှိဘူးအပြင်ဘက်ကိုရောက်နေအဲ့ဒီအချိန်မှာခုနကမြတ်စွာဘုရားရောက်နေတဲ့သူ့ရဲ့ကျောင်းထဲမှာပရိသတ်ကြီးကဝေသာလီမြို့ကတော့လူတွေဟာအုံအုံကြက်ကြက်နဲ့ထွက်လာပြီးတော့တကူပြတာတွေကြည့်ဖို့ဆိုပြီးတော့ရောက်လာကြတယ်ရောက်လာတဲ့အခါမြတ်စွာဘုရားကရှိတယ်သူကမရှိဘူးသူကအရှိဘက်ကိုထွက်သွားတယ်ဒါနဲ့သူ့ကိုလိုက်ခေါ်ကြတယ်အရင်တော့ပြောခဲ့တယ်မဟုတ်လားရဟန်းဂေါတမလာလို့ရှိရင်သူလာတဲ့ဘက်ကိုသူကခရီးတစ်ဝက်သူလာမယ်နှစ်ဦးဆုံကြမယ်တကူပြကြမယ်နဲ့ဆိုပြီးတော့ကြွားဝါပြောခဲ့တာအခုရဟန်းဂေါတမအရှင်ဘုရားရဲ့ကျောင်းထဲမှာရောက်နေပြီအရှင်ဘုရားလာတကူပြဖို့ဆိုပြီးတော့ခေါ်တာလာမယ်နဲ့ဘယ်တော့မှကိုမလာနိုင်တော့ဘူးမြတ်စွာဘုရားကသူတက္ခတ္တကိုပြောတာအေးပါဠိကပုဒ္ဒကြီးဟာဒီအပြောနဲ့ဒီစိတ်ဓာတ်ကိုမစွန့်သမျှမလွတ်သမျှငါစီဘယ်တော့မှမရောက်နိုင်ဘူးတဲ့အကယ်၍စွတ်ပေပြီးတော့တယောက်ယောက်ကနေအတင်းပွေ့ချပြီးထမ်းလာလို့ရှိရင်သူခေါင်းတောင်ပြတ်ကျသွားလိမ့်မယ်ဒီအပြောနဲ့ဒီအတွေးကိုဒီအမြင်ကိုမစွန့်ဘူးဆိုရင်ငါ့ကိုဘယ်တော့မှရင်ဆိုင်တွေ့မှာမဟုတ်ဘူးတဲ့ရင်ဆိုင်တွေ့ရင်သူဒုက္ခရောက်လိမ့်မယ်မြတ်စွာဘုရားအဲ့လိုပြောတော့သူ့နှခါကမယုံကြည်ဘူးအရှင်ဘုရားကဘာလို့ဒီလိုတိတိကျကျပြောရတာတော့ရှင်ဘုရားပြောတဲ့စကားမှတ်ထားတော့တဲ့သူ့ကိုတပည့်တော်တို့ကခေါ်လာခဲ့မယ်တဲ့ရုပ်ပြက်ဆင်းပြက်အရှင်ဘုရားရှိရောက်လို့ရှိရင်အရှင်ဘုရားအရှုံးမယ်တဲ့အဲ့ဒါလောက်ထိအောင်ကိုသူကလည်းမကြည်မနက်နော်သူနဲ့ကပါဠိကဗုဒ္ဓကြီးကိုမရောက်အောင်ဘုရားရှိခေါ်လာမြတ်စွာဘုရားကလည်းမင်းတို့ခေါ်ကြတိုင်းခေါ်ငါရှိဘယ်တော့မှမရောက်ရနိုင်ဘူးငါရှိဘယ်လို့မှမရောက်နိုင်ဘူးဆိုတာမြတ်စွာဘုရားအတိအကျဟောတာသူနဲ့ခတ္တကမကြည်မနက်နဲ့ပြောတာအရှင်ဘုရားကသူ့စိတ်ကိုသိလို့လားသို့မဟုတ်အရှင်ဘုရားကိုနတ်တွေကနေပြီးတော့ပါဠိကဗုဒ္ဓကြီးဟာဒီအတွေးနဲ့ဒီအမြင်ကိုဒီစကားမျိုးကိုမစွန့်လွတ်ဖဲနဲ့ငါစီမလာနိုင်ဘူးလို့ဆိုတာကို
ရှင်ဘုရားကိုယ်တိုင်သိတာလားသို့မဟုတ်နတ်တွေကပြောတာလားဆိုငါကိုယ်တိုင်လည်းသိတယ်နတ်တွေကလည်းငါပြောတယ်တဲ့မကြာခင်ကမှကွယ်လွန်သွားတဲ့အစိတကြီးဝေသာလီကစစ်သူကြီးကနေပြီးတော့ငါ့ကိုလာပြောသွားတယ်သူကတာဝရိန္ဒနတ်ပြည်မှာဖြစ်နေတယ်မကြာခင်ကမှတည်သွားပြီတာဝရိန္ဒနတ်ဖြစ်နေတယ်သူကငါစီလာပြီးတော့အရှင်ဘုရားတဲ့ပါဠိကဗုဒ္ဓကြီးကလူယုံမာကြီးတဲ့နော်ဒုတိလာကြီးတပည့်တော်ကိုတောင်မှငရဲကြနေပြီလို့သူကပြောတာတဲ့တပည့်တော်ငရဲကြတာမဟုတ်ဘူးတဲ့တာဝရိန္ဒနတ်ပြည်မှာတဲ့တပည့်တော်နတ်ဖြစ်နေတာလဲဆိုလာပြောတယ်မြတ်စွာဘုရားကိုလာပြီးတော့လျှောက်တယ်အဲ့တော့သူ့ကိုသွားပြီးတော့ခေါ်ကြတာဘယ်လိုခေါ်လို့မှမရလာလည်းမလာနောက်ဆုံးကြတော့အလုံးကလက်လျှော့လူ3ယောက်လောက်ကနေပြီးတော့ကြိုးစားပြီးတော့သူ့ကိုခေါ်ကြတာဘယ်လိုခေါ်လို့မှမရဖះစီလာဖို့ခေါ်တော့သူကကြောက်ရွံ့ပြီးတော့ဖះလာတယ်လဲကြားရောထွက်သွားတာအဲ့ဒီတဲ့ပြန်ခေါ်လို့မရနောက်ဆုံးကြတော့မြတ်စွာဘုရားအဲ့ဒီပရိသတ်ကြီးကိုတကူပြတယ်ဘာပြတော့ဆိုတေဇောကတိုင်းကိုဝင်စားပြီးတော့ကောင်းကင်ကိုမြတ်စွာဘုရားသခင်ကိုရမြတ်ကြွသွားပြီအဲ့ဒီကနေပြီးတော့ခန္ဓာကိုယ်ကနေမိလျံတွေကိုလည်းပဲထန်း80လောက်မိလျံတွေကိုလွတ်ပြီးတော့မြတ်စွာဘုရားဟာကျောင်းတော်ကိုပြန်ကြွသွားလိုက်တယ်တကူပြပြီးတော့ကျောင်းတော်ကိုပြန်ကြွသွားကြွားထားတဲ့ပါဠိကဗုဒ္ဓကြီးကတော့ပေါ်မလာတော့ဘူးပေါ့နော်အဲ့လိုလောကသားတွေအတွက်မြတ်စွာဘုရားဟာအကျိုးစီးပွားကိုဆောင်ရွက်ပြီးတော့လုပ်ကင်ခဲ့ပေမဲ့လို့အခုလိုမြတ်စွာဘုရားကိုဆန့်ကျင်တဲ့ပုဂ္ဂိုလ်တွေဆိုတာပေါ်လာခဲ့ဘူးတယ်ဆိုတာကိုပိဋကစာပေမှာမှတ်တမ်းတင်ထားတာဖြစ်တယ်ပေါ့အေးဒါကြောင့်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ဘုရားမြတ်စွာလောကသားတွေအတွက်ဆောင်ရွက်လုပ်ကင်ခဲ့တော်လည်းပဲလောကသားတို့ရဲ့စိတ်နေသဘောထားတွေဟာရင့်ကျက်မှုမရှိသည့်အတွက်ကြောင့်မြတ်စွာဘုရားကိုဆန့်ကျင်မဲ့တွေလုပ်ခဲ့ကြတာတွေကထင်ရှားတဲ့တာရကအနေနဲ့သူနခတ္တဟာမြတ်စွာဘုရားကိုဆန့်ကျင်ပြီးနောက်ဆုံးမှာသာသနာပေါင်းကထွက်ခွာသွားသည့်ထိအောင်မြတ်စွာဘုရားကိုစွန့်ပယ်ပြီးထွက်ခွာသွားတာဘုရားကိုယ်တိုင်တားလို့တောင်မရတဲ့အနေအထားမျိုးထိအောင်မြတ်စွာဘုရားကိုစွန့်ပစ်ပြီးတော့ထွက်သွားတဲ့ပုဂ္ဂိုလ်တူဟာပေါ်ပေါက်ခဲ့ဘူးတယ်ဆိုတာကိုမှတ်တမ်းတင်ထားတဲ့အတိုင်းသိရှိနားလည်ကြပြီးတန်ဝေကယူကြဖို့ပေါ့နော်မြတ်စွာဘုရားလိုပုဂ္ဂိုလ်မျိုးတောင်မှဆန့်ကျင်ဘက်တွေရှိသေးတာပဲငါတို့လိုပုဂ္ဂိုလ်တွေဆန့်ကျင်ဘက်ရှိတာဘာထူးမလဲဘာဆန်းမလဲလောကထဲမှာဘဝတစ်ခုရထားပြီဆိုရင်ဘဝရဲ့နိယာမဆိုတဲ့အတိုင်းပဲတဖြည်းဖြည်းအိုမင်းလာခြင်းဟာဘဝရဲ့နိယာမတစ်ခုပဲဝိပရိနာမဓမ္မအစဉ်သာမရပြောင်းလဲနေတဲ့သဘောတရားကြီးကိုဘယ်သူမှကျော်လွှားနိုင်စွာမရှိဘူးဖြစ်ခြင်းတရားရှိလာလို့ရှိရင်ပြည့်ခြင်းသဘောရှိတာယံကိစိသမုဒယဓမ္မံသဗ္ဗန္တနိရောဓဓမ္မံတဲ့ဖြစ်လာတဲ့တရားဖြစ်ခြင်းသဘောရှိတဲ့တရားမှန်သမျှဟာပြည့်ခြင်းသဘောရှိတာဟာလုံးဝမှန်ကန်နေတယ်ပေါ့ဘယ်လိုနည်းနဲ့မှဖြစ်လာတဲ့တရားမပြည့်စည်ဘူးဆိုတာမရှိဘူးလောကနိယာမကြီးအရာမြတ်စွာဘုရားသခင်ကိုရောမြတ်ဟာလေဘုရားဖြစ်သူရောက်တဲ့35နှစ်အရွယ်ကနေစပြီးတော့ဘုရားရဲ့အကျိုးကိုနိဗ္ဗာန်ညာမှာအကျိုးစားဆောင်ရွက်ခဲ့တာခဲမျိုးစုံနဲ့လည်းတွေ့ရတယ်နော်အတိုင်းတာတစ်ခုရတရားတွေမှာအကျိုးဖြစ်ထွန်းသွားရင်မြတ်စွာဘုရားရဲ့အောင်မြင်မှုလို့ဒီလိုပြောအောင်မာနကြီးလာတဲ့ပိဿဝဂီ9ဦးကျင့်ကြတတ်ကြီးတွေစီယုံဟောကြားနိုင်တဲ့နေရာမှာလည်းပဲနောက်ဆုံးအဆင့်ရောက်တဲ့အခါအလုံးဟာမြတ်စွာဘုရားပေါ်မှာကျေနပ်စွာလက်ခံသွားကြတယ်။ဇမနတွေတဲကတကယ်ပညာရှိဇမနပန္နိတ်ကြီးတွေဖြစ်တဲ့ရှင်သာရိပုတ္တရာတို့ရှင်မောက္ကလန်တို့ဥပတိတ်တာတို့ကောလိတာတို့ဆိုတာတွေကလည်းပရဝိတ်တွေထဲမှာနာမည်အကြီးဆုံးပုဂ္ဂိုလ်တွေကလည်းမြတ်စွာဘုရားရဲ့တပည့်အဖြစ်ရောက်ရှိလာခဲ့ကြတယ်။အင်တမသမန်အားဖြင့်ဒီခြုံငုံသုံးသပ်ကြည့်မယ်ဆိုရင်မြတ်စွာဘုရားရဲ့အောင်မြင်မှုဟာထွတ်ထိပ်ကိုရောက်တယ်လို့ဒီလိုပြောသို့တော့ဘယ်အရာပဲဖြစ်ဖြစ်လောကထဲမှာရှိနေအခက်ခဲမကြုံဘူးဆိုတာမရှိဘူးအခက်ခဲကကြုံတယ်အောင်မြင်မှုထွတ်ထိပ်ရတော့မှပဲအခက်ခဲဆိုတာရှိနေသေးတာပဲဘယ်လိုပဲရှိအရေးကြီးဆုံးကတော့စိတ်ဓာတ်ကြံ့ခိုင်မှုပဲ
လောကသားတွေရဲ့အတွက်အကျိုးကိုဆောင်ရွက်တဲ့အခါမှာမြတ်စွာဘုရားရဲ့ကြံ့ခိုင်တော်မူတဲ့စိတ်ဓာတ်အတ္တမကြီးမားဥပိ္ပခာတရားအလုံးကိုလစ်လျူရှုထားနိုင်ပြီးလှုပ်တဲ့လှုပ်ထိုက်တာတွေကိုလှုပ်သွားတဲ့ဥပိ္ပခာတရားပါရမီ10ပါးထဲမှာဥပိ္ပခာလို့ဆိုတဲ့ပါရမီဟာမပါလို့မဖြစ်ဘူးနော်မေတ္တာပါရမီပါတယ်လို့ဥပိ္ပခာပါရမီလည်းပါတယ်လောကသားတွေဟာတဦးနဲ့တူမတည့်ကြတာတို့ဘာလို့ဆိုတာဥပိ္ပခာမထားနိုင်တာလေတဦးတယောက်ကကိုယ့်ပေါ်မှာတခုခုပြုမှုဆက်ဆံသွားလို့ရှိရင်အညှိုးတေးတွေနဲ့လက်စားချေဖို့ပဲစဉ်းစားကိုယ့်ပေါ်မှာလှုပ်သွားတဲ့ဟာပေါ်မှာဥပိ္ပခာမထားနိုင်ကြမထားနိုင်သည့်အတွက်ကြောင့်ချင်းချင်းမေတ္တာပြတ်ကြတယ်အကျဉ်းသားတရားတွေမထားနိုင်ကြဘူးဆိုပြီးလောကကြီးကခဏိလောကကြီးမှာပြဿနာတွေအများကြီးကြုံတွေ့နေတဦးနဲ့တဦးလက်စားချေမှုတွေမကျေနပ်မှုတွေနဲ့လောကကြီးတစ်ခုလုံးဟာဘလက်ပွက်ရိုက်ပြီးတော့နေတာငြိမ်းချမ်းမှုဟာထာဝရပျက်စီးပြီးတော့နေတဲ့အနေအထားမျိုးရှိ။နောက်ဘဝမှာအနှစ်တရာမနေရဒီအသက်တရာမနေရပြဿနာတွေကထောင်တောင်းချီကြုံတွေ့နိုင်တာပေါ့။ပြဿနာတွေမြောင်များစွာဘာဖြစ်လို့လဲဆိုတော့လစ်လျူရှုတဲ့ဟာကိုလစ်လျူမရှုနိုင်ဥပိ္ပခာမထားနိုင်လို့ပဲဖြစ်တယ်။မြတ်စွာဘုရားကြတော့အကျဉ်းသားတရားကလည်းကြီးမားတယ်ပညာတရားကလည်းကြီးမားတယ်ပညာတရားကြီးမားသည့်အတွက်ကြောင့်မိမိရဲ့လှုပ်ဆောင်ချက်မှာအမှားအယွင်းမရှိဘူးအကျဉ်းသားတရားကြီးမားသည့်အတွက်ကြောင့်တတ္တဝါတွေရဲ့လှုပ်ဆောင်ချက်တွေပေါ်မှာသိခံခြင်းခွင့်လွှတ်ခြင်းဆိုတာရှိတယ်ဥပိ္ပခာတရားကြောင့်တတ္တဝါတွေပေါ်မှာသူတို့ရဲ့ပြုမှုချက်တွေပေါ်မှာလစ်လျူရှုနိုင်ပြီးတော့ကိုလုံးရမယ့်အလုပ်ကိုအောင်အောင်မြင်မြင်ဆက်လုပ်သွားသည့်အတွက်ကြောင့်မြတ်စွာဘုရားရဲ့လုပ်ငန်းဟာရာခိုင်နှုန်းသူ့ဘက်ကကြည့်မယ်ဆိုရင်ရာခိုင်နှုန်းပြည့်အောင်တယ်လို့ပြောရလောကသားတွေဘက်ကကြည့်မယ်ဆိုရင်ရာခိုင်နှုန်းပြည့်အောင်တယ်လို့မပြောနိုင်ဘူးပေါ့မြတ်စွာဘုရားကိုဆန့်ကျင်မဲ့လုပ်တဲ့ပုဂ္ဂိုလ်တွေကရှိတယ်အဲ့ဒီလိုနဲ့မြတ်စွာဘုရားရဲ့သက်တော်ဟာတရွေ့ရွေ့နဲ့ကြီးလာခဲ့တယ်88နှစ်အရွယ်ရောက်လာခဲ့ပြီ88နှစ်နောက်2နှစ်လောက်ဆိုလို့ရှိရင်လောကကြီးကအပြည့်တိုင်ထွက်ခွာသွားရမယ့်အခြေအနေမျိုးရောက်လာလောကသားတွေရဲ့အကျိုးကိုပြုဖို့အတွက်ဆိုတာနောက်2နှစ်ပဲကျန်တော့တယ်ပေါ့ဒါကလောကရဲ့သဘာဝနိယာမအတိုင်းပဲလူတိုင်းဟာဘုန်းကြီးတို့တွေလည်းနေ့စဉ်နဲ့အမျှရပ်နားနေကြတာမဟုတ်ဘူးလူကရပ်နေတော့လည်းပဲအချိန်တွေကသွားနေတာဖြစ်တယ်နောက်တစ်ချိန်ကြလို့ရှိရင်နောက်ဆုံးအဆုံးသတ်နေ့ဆိုတာနောက်ဆုံးနေ့ဆိုတာရောက်လာကြမှာကြည့်တယ်လူတိုင်းရဲ့နောက်ဆုံးနေ့ the last day ဆိုတာရှိတယ်ပေါ့မြတ်စွာဘုရားသခင်ကိုရောမြတ်အားလည်းပဲအခု88နှစ်အရွယ်ရောက်လာပြီအဲ့ဒီအချိန်မှာဘယ်မှာသတင်းသုံးနေတော့ဆိုတော့သာစကြိုမြို့မှာသတင်းသုံးနေသာစကြိုမြို့ကတောင်ငါးလုံးကခိုတဲ့သာစကြိုလို့ဆိုတဲ့အတိုင်းပဲအနာနာမှာခေစကုတ်တောင်ရှိတယ်ဝေဘာရတောင်ရှိတယ်ဝေပုံလာတောင်ရှိတယ်ပန္နဝတောင်ရှိတယ်ဣတိကိလိတောင်ရှိတယ်အဲ့ဒီတောင်တွေကတောင်ရိပ်တောင်ဆောင်မှာတောရကြောင်းလေးတွေမြတ်စွာဘုရားသတင်းသုံးတဲ့နေရာလေးတွေအမတန်မှစိတ်ငြိမ်ပြီးတော့နေမြတ်စွာဘုရားသခင်ကိုရောမြတ်တောင်ချိုင်ဝမ်းတစ်ခုအတွင်းမှာရှိတဲ့တောရကြောင်းလေးမှာတပါးတဲ့သတင်းသုံးနေတဲ့အချိန်ပေါ့အဲ့ဒီအချိန်မှာမြတ်စွာဘုရားရဲ့ပါရမီဖြည့်ပဲ့ရသောတရာဆိုတာတစ်လျှောက်လုံးတိမ်မြုပ်နေတယ်လို့ထင်ရမှာပေါ့နော်သို့တော့ရသောတရာဟာနောက်ဆုံးကြတော့သုတ္တရဏမင်းကြီးတို့ဇာဝတိဂေါရမီတို့သာသနာပေါင်းဝင်သွားတဲ့အခါမှာသားတော်ရာဟုလာလေးကလည်းသာသနာပေါင်းဝင်သွားတော့သူကိုယ်တိုင်လည်းပဲနောက်ဆုံးသာသနာပေါင်းဝင်ဖို့ဆုံးဖြတ်လိုက်ပြီးဘေကုဏီအဖြစ်ရောက်ရှိပြီးတော့နေမြတ်စွာဘုရားသက်တော်88နှစ်ပြည့်တော့ရသောတရားကလည်းသက်တော်88နှစ်ထဲရောက်သွားရသောတရားရဲ့သာသနိကဂုဏ်ကြီးချင်းတွေကလည်းအလွန်မြင့်မားတယ်လွန်မြင့်မားတယ်ဉာဏ်ပုဂ္ဂိုလ်ဖြစ်ပြီးဘိညာဉ်6ပါးပရိသမီရာ4ပါးဝိဇ္ဇာ3ပါးဆိုတဲ့ဉာဏ်ပုဂ္ဂိုလ်တွေရနိုင်တဲ့အရေးချင်းတွေအလုံးရပြီးတော့ဘေကုဏီမှာတသိန်းနဲ့အတူတကွနေထိုင်ပြီးတော့ဒီသာစကြိုမြို့ကဘေကုဏီကျောင်းတစ်ကျောင်းမှာသတင်းသုံးနေထိုင်အဲ့ဒီလို88နှစ်အရွယ်ရောက်တဲ့အခါမှာသူတနေ့ကျတော့စဉ်းစားမိတာလေးတခုဘာစဉ်းစားမိတော့
လောကကြီးဟာမစင်စားပဲမနေရဘူးစဉ်းစားကြည့်ရသူ့ဘာစဉ်းစားလိုက်တုံးဆိုတော့ဒီယန္နာမကြီးဖြစ်ပြီးတဲ့အခါ88နှစ်အရွယ်ရောက်လာတယ်သုတ်ဒေါရဏမဟာရာဇာဂေါတမိစပဇာပတိယောက်ကမဖြစ်တဲ့သုတ်ဒေါရဏဘုရင်ကြီးဟာလည်းပဲဒီမင်းဝမင်းစားနဲ့နန်းတော်မှာပဲထီးပြူရိပ်အောက်မှာပဲပြိဋိဘံစံသွားပြီဘယ်ချိန်ကတော့ဆိုရင်မြတ်စွာဘုရားဖျားဖြစ်သူရောက်ပြီးတဲ့နောက်မြတ်စွာဘုရားသက်တော်40အရွယ်လောက်မှာရသောရရာတို့သက်တော်40အရွယ်လောက်မှာသုတ်ဒေါရဏမင်းကြီးကပြိဋိဘံစံသွားယန္တာဖြစ်သွားလူအကြောင်းနဲ့ပဲယန္တာဖြစ်ပြီးပြိဋိဘံစံသွားသုတ်ဒေါရဏမင်းကြီးမရှိတဲ့နန်းပြတ်သက်မှာပဇာပတိဂေါတမိတို့ကမနေကြတော့ဘူးတိုင်ကွေမင်းသမီး900နဲ့အတူတကွမြတ်စွာဘုရားထံခွင့်ပန်တာအလွယ်တကူမရတော့လဲနောက်ကနေဝေသာလီပြည်ဘက်ကိုကိုယ်ဆံကိုရိပ်ပြီးတော့ဘိက္ခုနီမလုပ်ပြီးတော့ဘုရားနောက်ကလိုက်လာကြတယ်နောက်ဆုံးသူတို့ဆန္ဒအတိုင်းဘိက္ခုနီလှုပ်ခွင့်ရသွားအဲ့ဒီလှုပ်ခွင့်ရသွားတဲ့မဟာပဇာပတိဂေါတမိဟာလည်းရသောရရာသက်တော်88နှစ်ရှိတဲ့အချိန်မှမရှိတော့ပြိဋိဘံစံသွားပြန်ပြီသုတ်ဒေါရဏမင်းကြီးလည်းမရှိတော့ဘူးမဟာပဇာပတိဂေါတမိလည်းမရှိတော့ဘူးဒါရင်လားလို့ဆိုမဟုတ်ဘူးရှင်ကွန်းတင်ညာတို့လည်းမရှိတော့ဘူးရှေ့ပိုင်းကြတဲ့ယဟန္တာမထေရမြတ်ကြီးတွေအဘိညာတာမဟာထေရာထေရီယောစမဟိတိကာတကောအိဋ္ဌိပတ်နဲ့ပြည့်စုံတဲ့မထေရကြီးတွေဘိက္ခုနီမကြီးတွေအတော်တော်များများဟာပြိဋိဘံစံသွားကြပြီမြတ်စွာဘုရားသည်ပင်လည်းသက်တော်88နှစ်ရှိသွားပြီရသော်ရာလည်းအသက်88နှစ်ရှိနေပြီအဲ့ဒီချိန်မှာသဘာဝတရားကြီးကိုဘယ်သူမှမလွန်ဆန်းနိုင်တော့နော်အချိန်ဆိုတာရောက်လာသလိုပဲဖြစ်တယ်ပေါ့ရသော်ရာထေရီမကြီးကစဉ်းစားတယ်သူ့เจ้าမှသူထိုင်ရင်ကနေပြီးတန်တိန်ကတာဝအန္တုံတေဒီပစ္စည်းဝနေရတဝါအာသောကင်းတဲ့ပုဂ္ဂိုလ်မြတ်ကြီးတွေဟာတဲ့အငိမ့်တက်ကိုရောက်သွားကြအငိမ့်တက်ကိုရသွားပြီဘာနဲ့ဥပမာတူလို့ဆိုရင်ပြောင်းနိုင်မီးလေးထွန်းထားတော့မီးလျံကလေးမီးတောက်ကလေးရှိအဲ့ဒီမီးတောက်ကလေးဟာငြိမ်းသွားတယ်လို့သူတို့ဘဝတွေလည်းငြိမ်းသွားပြီဘယ်ရောက်သွားတယ်လို့ပြောလို့မရဘူးလမ်းစာရှာလို့မရတော့ဘူးကမ္ဘာလောကကြီးကအပြီးပိုင်ထွက်ခွာသွားကြပြီမိတောက်ကလေးငြိမ့်သွားတာဘုန်းကြီးတို့တွေရှာကြည့်ပါလားပြောင်းနိုင်မီးလေးထွန်းပြီးတော့အဲ့ဒီမိတောက်ကလေးငြိမ့်သွားပြီဆိုရင်ဘယ်နေရာများသွားရောက်နေပါလိမ့်မယ်လို့ရှာလို့ရပါ့မလားမရနိုင်ဘူးအဲ့ဒါကိုသူ့စိတ်ထဲမှာတန်တိန်ကတာဝအာတုံတေဒီပစ္စည်းဝနေရတော့အာသောကင်းกว่าတဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်တွေဟာစီမီလျံမိတောက်ကလေးလိုပဲအားလုံးဟာငြိမ့်သွားကြပြီလောကနာထေတရံဒေဝမြတ်စွာဘုရားသခင်ကိုရောမြတ်သက်တော်ရှိနေဆုံးမှာပဲသူတို့ဟာငြိမ့်သွားကြတယ်ဒါကြောင့်မို့သေသွားတယ်ဆိုတဲ့စကားလုံးကိုသုံးမဲ့အစားငြိမ့်သွားတယ်ဆိုတဲ့စကားလုံးကိုသုံးသေသွားရင်ပြန်ဖြစ်အောင်မှာကိုတော့သေတာမဟုတ်ဘူးငြိမ့်သွားပြီနောက်ထပ်ပြန်ဖြစ်เสียအကြောင်းမရှိတော့ဘူးငြိမ့်သွားတယ်ပြိဋိဘုဒ္ဓနောက်ထပ်အကြောင်းတရားတွေပြတ်သွားသည့်အတွက်ကြောင့်အကြောင်းတွေငြိမ့်လို့အကြောင်းပြတ်လို့အကျိုးရသွားတဲ့သဘောပေါ့နော်အဲ့တော့သူ့ကိုယ်သူလည်းပြန်စဉ်းစားတယ်သွားကုန်ကြပြီမရှိတော့ဘူးအလုံးငြိမ့်ကုန်ကြပြီနာမည်ကျော်တယ်သားတော်လေးရာဟုလာလည်းမရှိတော့ဘူးငြိမ့်သွားပြီရာဟုလာကတိတ်မကြီးခင်ပဲတာဝရိန္ဒနတ်ပြည်မှာတက်ပြီးတော့ပြိဋိဘံစံသွားတယ်ရှင်ရာဟုလာလည်းမရှိတော့ဘူးအဲ့တော့မိလျံနေငြိမ့်သွားတယ်လို့ပဲမြတ်စွာဘုရားတတ်တော်တရားရှိတော်မှာငြိမ့်နေတယ်ငါကောဘယ်လိုလဲတတ်တော်88နှစ်ကြီးတဲ့အခါမှာကြည့်လိုက်သူ့ကိုယ်သူပြန်ပြီးတော့စဉ်းစားတယ်ငါအသက်ရောဘယ်လိုလဲနော်အဲ့ဒီမှာသူ့ကိုယ်သူမြင်လိုက်တာသူဘာလို့ဆိုအဟံပိစတိဝံပဒံခမိတ်တာမိတိစိန်တတဝါပတ္တန္တိအာယုမတ္တနောသူ့ရဲ့တက်တန်းကိုသူပြန်ပြီးတော့စဉ်းစားလိုက်တယ်
ငါလည်းတနေ့ငြိမ်းသွားမှာပဲအငြိမ့်တဲ့နိဗ္ဗာန်ကိုရမှာပဲဆိုတော့ငါသက်တမ်းဟာဘယ်လောက်ရှိသေးသလဲလို့ပဋိတဝါအာယုသင်္ခါရတတေဟေဝခယံကတံသူတွေးမိတဲ့နေ့မှာပဲသူဟာသက်တမ်းကုန်တဲ့နေ့ဖြစ်နော်သက်တမ်းကုန်တဲ့နေ့အဲ့တော့သက်တမ်းကုန်တော့မလို့ဒီတွေးကခေါင်းထဲရောက်လာတာဖြစ်သူကသူခေါင်းထဲဝင်လာတယ်ငါကတော့ဒီတရားပဲနှလုံးသွင်းတမဘတ်တွေဝင်စားပြီးနေရာနေပြီးတော့လောကကြီးရဲ့အခြေအနေတစ်ခုဆင်ခြင်သုံးသပ်ပြီးငြိမ်းအေးသွားတဲ့ပြိဋိဘံဆံသွားကြတဲ့သုတ္တရဏမင်းကြီးတို့ပဇာဝတိဂေါတမီတို့အကြောင်းကိုတွေးရင်းကနေပြီးတော့ငါလည်းပဲအဲ့ဒါတို့ငြိမ်းအေးမှာပဲလို့သူ့ကိုယ်သူမြင်လာတော့ငါရဲ့သက်တမ်းကရောဘယ်လောက်ရှိသေးသလဲလို့ကြည့်လိုက်တဲ့အခါအဲ့ဒီနေ့မှာပဲသူငြိမ်းတော့မှဆိုတာသိရတယ်အဲ့တော့အဲ့ဒီအချိန်မှာအခုတမန်ပုဂ္ဂိုလ်တွေအနေနဲ့ငါဒီကနေ့သိရမယ်လို့တွေးလိုက်လို့ရှိရင်ကြောက်ဖို့ကြောက်ကောင်းကြောက်နေကြမှာပဲဘာလို့လဲဆိုတော့ငါဆိုတဲ့အတွေးကရှိနေတာငါဟာငါဘဝဆိုတဲ့အတွေးတွေရှိနေတယ်သူတို့ကြတော့ငါဆိုတာပြကြမရှိဘူးအကြောင်းနဲ့အကျိုးနဲ့ဆက်ဆက်ပြီးယုံနာနေရဲ့ဖြစ်စဉ်တစ်ခုမျှတာမြင်နေတော့ငါလို့မမြင်သည့်အတွက်ကြောင့်ကြောက်စိတ်ဆိုတာလည်းမလာသိချင်တာလည်းမရှိဘူးနေချင်တာလည်းမရှိဘူးအချိန်တန်ရင်ဒီနေရာကိုသွားလိုက်မယ်ဆိုတာကိုတော့သူတို့သိပြီးသားပဲပေါ့။ဘာနဲ့ဥပမာတူတော့ဆိုရင်အလုသမားတစ်ယောက်ဟာလာပြည့်လို့ရှိရင်ဒီနေ့ရက်ကုန်ရက်လာကထုတ်ရတော့မယ်ဆိုတာကိုမျှော်လင့်တယ်လို့ပဲတဲ့။ငါသက်တမ်းရှိသွားပြီဆိုရင်ငါလိုချင်တဲ့အငြိမ့်တက်ဒီကနေ့ရတော့မယ်။ဘာဖြစ်လို့တော့ခန္ဓာကိုယ်ကြီးရှိနေတာအမတန်မှပင်ပန်းဆင်းရဲတယ်လေ။ခန္ဓာကိုယ်ရှိရင်ဟိုနာအကြိုက်ဒီနာအကြိုက်ဟိုနာညောင်းဒီနာညောင်းမညောင်းမကြိုက်ရင်လည်းသူဒုက္ခကိုလှုပ်ပေးနေအောင်မှလေမနေ့အေယာထိုင်မျက်နှာသစ်ပေးအောင်မယ်တန်ရှင်းရမယ်ရေချမှုချိုးပေးရမယ်အစာစားပေးအောင်မယ်သူဝန်ထုတ်ဝန်ဘိုးကြီးတွေကိုဆောင်ရွက်လုပ်ကိုင်ပြီးတော့ပေးနေရမှာဟုတ်အဲ့တော့ဒီလိုအလုပ်တွေပင်ပန်းတာတွေကိုကြည့်ပြီးဒီကနေ့ငြိမ့်သွားပြီဆိုရင်ငါဒါတွေလှုပ်เสียမလိုတော့ဘူးဆိုတဲ့အတွေးဝင်လာဒါကြောင့်မို့သိကျင်တာလည်းမဟုတ်ဘူးနေကျင်တာလည်းမဟုတ်ဘူးသိကျင်တဲ့စိတ်လည်းမဖြစ်ဘူးနေကျင်တဲ့စိတ်လည်းမဖြစ်ဘူးသို့တော့ရလာမဲ့ဆုလိုက်ကိုတော့မျှော်လင့်နေလို့ဆိုလိုတယ်ပေါ့အငြိမ့်ဓာတ်ကိုတော့ငါလိုချင်တဲ့အငြိမ့်ဓာတ်ကိုတော့ဒီကနေ့ရတော့မှာပဲပဋိတဝါအာယုသင်္ခါရံတရဟေဝခယံဝတ္တဆိုပြီးတော့သိလဲသိရောတပိတ်သင်္ကန်းနဲ့ယူပြီးတော့အချမ်းရံဘိက္ခုနီမတွေနဲ့အတူမြတ်စွာဘုရားစီသွားခွင့်ပန်းရတောတရာထေရီမကြီးဟာမြတ်စွာဘုရားစီသွားတယ်ဘုရားစီရောက်တဲ့အခါကျတော့စစ်ခိုးဝါချအယူသည်ပေးပြီးမြတ်စွာဘုရားရဲ့ခြေတော်ရင်းမှာဥတိုက်ပြီးတော့ဘာလျှောက်တုံးဆိုအထတတ္တတိဝတ္တဟံပစ္စည်းမောဝတ္တတေဝယောတပည့်တော်မှာအသက်88နှစ်ရှိပြီတဲ့နောက်ဆုံးနေ့ရောက်လာပြီပြောချင်တာနော်အသက်88နှစ်ရှိပြီတဲ့တပည့်တော်နောက်ဆုံးနေ့ရောက်လာပြီပပ္ပရမိအနုပတ္တအာရောဆရာမိမဟာမုနီမုနီထွတ်ထားရှင်တော်မြတ်ဖရာလျှောက်ထားပါရစေပါတဲ့သူ့ရဲ့ဘဝသူ့ရဲ့အရွယ်ဟာပပ္ပရဓာတကလို့ဆိုတယ်ကိုင်းတဲ့အရွယ်ရောက်နေပါပြီ80ကျော်ရင်ပပ္ပရဓာတကကိုင်းတဲ့အရွယ်ရောက်ကုန်းကုန်းကိုင်းကိုင်းလေးဖြစ်လာတယ်ရိုင်တိုင်တိုင်ဖြစ်လာတဲ့အရွယ်ပေါ့နော်ဘုန်းကြီးတို့အရွယ်ဟာပပ္ပရဓာတကလို့80ကျော်ဆိုတာကိုင်းတယ်နောက်ပြီးရင်ကိုင်းတာကနေပြီးတော့ကုန်းတယ်ဆိုတဲ့အရွယ်ရောက်လာအောင်ဝင်ကဓာတကကုန်းတယ်ဆိုတဲ့အရွယ်ရောက်အရွယ်ကြီးလာလေပဲတဖြည်းဖြည်းဆိုးသွားတဲ့သဘောနော်သူကပြောတယ်ပပ္ပရမိအနုပတ္တာသူဟာပပ္ပရဓာတကကိုင်းတိုင်းဖြစ်နေတဲ့အရွယ်ကိုရောက်နေပါပြီတဲ့ပရိပက္ကောဝယောမရှံသူ့အရွယ်ကြီးကရင့်မှဲ့နေပြီဒီအတိများမှဲ့ပြီဆိုရင်ကြွေတော့မယ်လေငါပြောသည်တွေမှဲ့တယ်ဆိုရင်ပုတ်တော့မယ်သင်္ခါရသဘောတရားအဲ့ဒီတိုင်းပန်းမွေ့နေပွင့်ပြီးတော့ရင့်လာပြီဆိုရင်ကြွေဖို့ရှိလာပြီနွမ်းမယ်ကြွေမယ်ဒါက
သဘာဝတွေရဲ့နိယမသဘောတရားအနိစ္စနိယမသဘောတရားကြီးပဲနော်အနိစ္စနိယမပရိပကောဝေယောမရှံတပည့်တော်မှအရွယ်ကရင့်နေပါပြီတဲ့ပရိဒံမမစီဝိတံအသက်အချိန်လေးကအမတန်မှတိုးနေပါပြီတိုးထောင်းသွားပြီနောက်ထပ်နေဖို့သိမရှိဘူးလောကလူတွေကဆူတောင်းကြတယ်လေအသက်ရှည်ပါစေအသက်ရှည်ပါစေဟောအသက်ဟာရှေ့ကိုဆက်ပြီးတော့မရှည်နိုင်တော့ဘူးအသက်ဟာအမတန်မှတိုးထောင်းတဲ့အနေအထားမျိုးရောက်ပြီတဲ့ဆိုပြီးတော့ဗာပြောတော့ပဟာယဝောဂမိတ္တာမိအရှင်ဘုရားတို့ကိုထားခဲ့ပြီးတပည့်တော်မှသွားတော့မယ်ဟောဒီလိုပြောတာနော်ထားပြီးတော့သွားတော့မယ်ပဟာယဝောဂမိတ္တာမိပဟာယထားပြီးဟောရှင်ဘုရားတို့ကိုပဟာယခြံထားခဲ့ပြီးလောကကြီးထဲမှာခြံထားခဲ့ပြီးဂမိတ္တာမိနိဗ္ဗာန်ကိုသွားတော့မယ်ပရိဒံကတံမေတရဏမတ္တနောသူ့ရဲ့အားကိုးရာတရားသူ့ကိုသူလှုပ်ထားပြီးဖြစ်ပါပြီနိဗ္ဗာန်ကိုသွားဖို့အတွက်သူဟာအခြေခံကောင်းတွေအကုန်လှုပ်ထားပြီးတော့အားလုံးပြင်ဆင်ပြီးနေပါပြီသူသွားပါတော့မယ်လို့ရှင်ဘုရားတို့ကိုထားပြီးတော့သွားပါတော့မယ်ဒီလိုပြောတာနော်အဲ့လိုလျှောက်ပြီးတော့ဝယံမိပစ္စည်းမေကာလေးနောက်ဆုံးရရောက်လာတဲ့အချိန်မှာမရဏဥပရုဒ္ဓတိသိခြင်းတရားကဆုတ်ပိတ်ထားပြီးရှေ့ဆက်သွားလို့မရတော့ဘူးနော်88နှစ်ရွယ်မှာသိခြင်းတရားကပိတ်လိုက်ပြီလမ်းတကားပိတ်ပလိုက်ပြီးရှေ့ကိုဆက်လျှောက်လို့မရတော့ဘူးနော်ဣဇရတ္တိမဟာဝီရပါပုနိတ္တမေနေဘုတေဒီကနေ့ညမှာပဲသူဟာချုပ်ငြိမ်းခြင်းသို့ရောက်ပါတော့မယ်လို့ဒီလိုပြောတာနော်မြတ်စွာဘုရားကိုဒီလိုလျှောက်တယ်လျှောက်ပြီးတော့သူဘာပြောသေးတယ်ဘာလျှောက်သေးတယ်နတ္ထိဇာတိစရာဗျာတိမရဏင်းသမဟာမုနိအစရံမရဏံပူရံဂမိတ္တာမိအသင်္ခတံအဲ့တော့သွားရတော့မယ်ဆိုတော့ကြောက်နေတဲ့တရံလားလို့ဆိုမဟုတ်ဘူးတော့မကြောက်ဘူးဆိုတာကိုဘယ်လိုပြန်ပြောတော့ဆိုတော့နတ္ထိဇာတိတဲ့သူသွားမဲ့နေရာဟာမွေးဖွားခြင်းဆိုတာလည်းမရှိဘူးတဲ့နတ္ထိဆိုတာအိုခြင်းဆိုတာလည်းမရှိဘူးတဲ့နတ္ထိဗျာတိနာခြင်းဆိုတာလည်းအဲ့ဒီမှာမရှိဘူးနတ္ထိမရဏံသေခြင်းဆိုတာလည်းမရှိဘူးဟောအခုလောကကြီးထဲမှာသူနေရတာမွေးတာရှိတယ်ပူတာရှိတယ်နာတာရှိတယ်သေတာရှိတယ်သူသွားမဲ့နေရာမှာတော့အဲ့ဒါတွေလုံးဝမရှိဘူးအစရံမရဏံပူရံအိုခြင်းနာခြင်းသေခြင်းဆိုရယ်မရှိတဲ့အသင်္ခတဘာအကြောင်းတရားတွေကမှစုပေါင်းလှုပ်ထားတာမဟုတ်တဲ့ထာဝရတည်ရှိနေတဲ့နိဗ္ဗာန်ပြည်ကိုသူသွားပါတော့မယ်လို့မြတ်စွာဘုရားစီလာပြီးတော့ခွင့်ပန်တာနော်မြတ်စွာဘုရားစီလာပြီးတော့ခွင့်ပန်အဲ့ဒါလို့ခွင့်ပန်တဲ့အခါကျတော့မြတ်စွာဘုရားသူခွင့်ပန်ပြီးတော့သူကဘာဆက်ပြောရလို့ဆိုလို့ရှိရင်တန္တရိတဝါစတန္တာရီခလိတံစေမမ္မန္တယိတန်တရားလဲလာတဲ့အချိန်တုန်းကတန်တရားမှာဘဝခရီးကိုရှောင်လန်းခဲ့တဲ့အချိန်တုန်းကသူဟာတစုံတစ်ခုအရှင်ဘုရားပေါ်မှာမောက်မပြမမိတာများရှိလို့ရှိရင်အာရောစေမိမဟာဝီရအပရာဒံခမတုမေပွင့်လင်းလင်းတောင်းပန်ပါရစေတဲ့အရှင်ဘုရားပေါ်မှာတစုံတစ်ခုမယွင်လုပ်ခဲ့မိတယ်ဆိုလို့ရှိရင်အပရာဒံခမတုမေတပည့်တော်မရဲ့အပြစ်ကိုခွင့်လွတ်ပါသိက္ခာမလို့ယသောတရာထေရီမကြီးကဒီလိုလျှောက်တယ်အဲ့လိုလျှောက်တော့မြတ်စွာဘုရားဗာမေးရှိတော့ဆိုကိမုတ်တရံတေဝက္ခမိနိဗ္ဗာနာယဝဇန္တိနိဗ္ဗာန်သွားမယ်ဆိုတော့ဘာမှပြောစရာမရှိပါဘူးတဲ့မြတ်စွာဘုရားအေးအေးဆေးဆေးပြန်ပြောတယ်နိဗ္ဗာန်ကိုသွားတော့မယ်ဆိုရင်ပြောစရာအထူးမရှိပါဘူးတဲ့ဒါပေမဲ့လို့တဲ့အိဋ္ဌိံစာပိနိတတေဟိမမသာသနာကာရိကေငါအဆုံးမတိုင်လိုက်နာတဲ့ရှင်မအနေနဲ့အစွမ်းတကူတွေဘယ်လိုအစွမ်းတကူတွေရှိတယ်ဆိုတာပြသွားပါအောင်။ဘာဖြစ်လို့ပြရမှာလဲလို့ဆိုပရိသနင်းသတ္တဗန္တံကင်ခံစိန်တတုယဝတာဟောဒီမှာရှိနေတဲ့
ဘိက္ခုပရိသတ်ဘိက္ခုနီပရိသတ်လူတုပရိသတ်ကြီးအားလုံးဟာယသောတရာထေရီမဘလို့အစွမ်းတတ္တိတွေအောင်မြင်တရားဓမ္မရဲ့အစွမ်းကြောင့်ဓမ္မစွမ်းရည်တွေနဲ့ဘယ်လိုရခဲ့တယ်ဆိုရဲအစွမ်းတတ္တိတွေကိုပြပြီးတော့သူတို့တန်တရားခင်းအောင်အစွမ်းတကူတွေပြလိုက်ပါအောင်မြတ်စွာဘုရားရဲ့တောင်းဆိုချက်ကလေးဒါနောက်ဆုံးပိတ်တန်တရားကနေအပြီးပိုင်ထွက်တော့မယ်ဆိုလို့ရှိရင်ကိုရထားတဲ့တရားဓမ္မတွေရဲ့စွမ်းရည်တတ္တိတွေကိုပြလိုက်ပါတဲ့ပြလိုက်မှကျန်တဲ့လူတွေမှာတန်တရားခင်းသွားမှာပေါ့အလို့မို့ဆိုရင်လူကိုလူလိုပဲမြင်နေကြမှာလေယသောတရာထေရီမကြီးအသက်88ခုနှစ်8နှစ်မှာအိုမင်းပြီးတော့သိဆုံးသွားတယ်ဒီလောက်ပဲမြင်တာမန်တို့လိုကိုလိုပဲလို့သူ့လိုကိုလိုပဲလို့အိုခြင်းတရားနှိမ့်ဆက်ပြီးတော့သိသွားတယ်လို့ဒီလိုပဲထင်ကြမဟုတ်ဘူးစွမ်းတကူတွေပဲများရှိခဲ့တရားဓမ္မနဲ့ပတ်သက်ပြီးတော့ဘလောက်အောင်မြင်အောင်ကျင့်ကြံကြိုးကုပ်အားထုတ်လို့အစွမ်းတတ္တိတွေဘလောက်ရခဲ့တယ်ဓမ္မစွမ်းရည်တွေဘလောက်ထက်မြက်တယ်ဆိုတာကိုပြသွားပါအောင်လို့မြတ်စွာဘုရားကအမိန့်ချတယ်ပေါ့အဲ့ဒီချတဲ့အခါမှာသူကပြန်ပြီးတော့တကူမပြခင်ဘာတွေလျှောက်တုံးဆိုသူတကူမပြခင်လေးမှာယသောတရအဟံဝေရအခါရီတေပဇာပတိတပည့်တော်မှာဟာတဲ့လူဘဝတုန်းကအရှင်ဘုရားရဲ့ဇနီးပါတဲ့နော်တာကိယံမိကုလေသာတာအဋ္ဌိအင်္ဂေပဋိဋ္ဌိတာမြင့်မြတ်တဲ့အမျိုးသမီးတွေရဲ့အင်္ဂါရပ်နဲ့လုံးဝပြည့်စုံတဲ့တာကိဝင်အမျိုးသမီးတူဖြစ်ပါတယ်မောမမိတ်တန်96သိန်းတို့ရဲ့အကြီးအကဲအဖြစ်နန်းတော်မှာချမ်းသာသာနေထိုင်ခဲ့သူဖြစ်ပါတယ်တဲ့ရူပေနသရိတနတ္ထိထပိတောလောကနာယကံကာမဘုံမှာဆိုရင်သူ့ရဲ့ရုပ်အစင်းဟာကာမဘုံကရုပ်အစင်းနေတဲ့ကြော်တက်သွားပြီးတော့မြတ်စွာဘုရားကလွဲရင်သူ့ရုပ်အစင်းကိုမှီတဲ့ပုဂ္ဂိုလ်တယောက်မှမရှိဘူးမြတ်စွာဘုရားကိုတော့ချွင်းချက်ထားနော်ဘုရားကလွဲရင်သူ့လောက်လှတဲ့ပုဂ္ဂိုလ်လောကမှာမရှိဘူးလို့ဆိုလို့ပေါ့အမြဲတမ်းချောမောလှပပြီးကြည့်ရှုစွယ်ရှိတယ်အဲ့ဒီအကြောင်းကိုမြတ်စွာဘုရားရဲ့နှမတော်တူဖြစ်တဲ့ဇနဗရကလျာဏီလို့လည်းခေါ်တယ်သုံးတရီနန္ဒာလို့လည်းခေါ်တယ်နန္ဒမင်းသားနော်မဟာပဇာပတိဂေါရမီရဲ့သမီးတော်ဖြစ်တဲ့နန္ဒာထေရီကလည်းပဲသူပြန်ပြောတဲ့စကားထဲမှာပါတယ်လောကမှာတဲ့နန်းတော်မှာဆိုရင်သူ့အလှဟာအမြဲတမ်းထက်တန်းကြပြီးတော့ယသောတရားကလွဲရင်သူ့ကိုမှီတဲ့လူတယောက်မှမရှိဘူးလို့ဒီလိုပြောတာသူ့ရဲ့တာရာယသောတရာတူပဲရှိတယ်သူ့အလှတဲ့တာရာယသောတရာပဲရှိတယ်အဲ့ဒီခေတ်ကယသောတရာဟာအလှဆုံးပဲလို့ဒီလိုဆိုဖို့ပေါ့နော်သူတို့ခေတ်မှာယသောတရာအဲ့ဒါကြောင့်မို့လို့ယသောတရာကြတော့ဘယ်လိုပြောတော့ဆိုရင်သူကရူပေနသရိတနတ္ထိရုပ်စင်းတန်တန်ချောမောလှပတဲ့အသွင်တရံအနေအားဖြင့်ထပိတောလောကနာယကံမြတ်စွာဘုရားကလွဲရင်သူနဲ့တူတဲ့လူမရှိဘူးတဲ့နော်အဲ့ဒီလိုလျှောက်ထားပြီးတော့တန်ဗုဒ္ဓံအဘိဝါဒိတောအိဋ္ဌိဓာတ်သေးဟိတတ္ထုနာနေကာနန္ဒဝိဒကာရာမဟာအိဋ္ဌိပိဓာတ်သေးဟိမြတ်စွာဘုရားကတကူပြသွားပါဆိုတဲ့အမိန့်ရှိတဲ့စကားကိုဥထိပ်ရွက်ပန်းဆင်ပြီးတော့တကူအမျိုးမျိုးဖန်ဆင်းပြီးတော့သူပြတယ်သူပြတဲ့တကူတွေကဘာတွေပြတော့လို့ဆိုရင်ကဘာမှာစัจ java လာအပြည့်မြတ်အချီးဆုံးဥတော်ငှက်ကြီးတရံဖန်ဆင်းလိုက်တယ်နော်မျက်လုံးတစ်လုံးကလလောက်ချီးတယ်မျက်လုံးတစ်လုံးကနေလောက်ချီးတယ်ခေါင်းကြီးတစ်ခုလုံးကခန္ဓာကိုယ်တစ်ခုလုံးအကုန်လုံးခြုံလိုက်မယ်ဆိုရင်စัจ java လာတိုက်ကြီးတစ်ခုလုံးဖုံးလွှမ်းနိုင်တယ်ပုံတရံနဲ့ကဘာလုံးပြည့်ကောင်းကင်လုံးပြည့်မြတ်ဒေါင်းငှက်ကြီးရဲ့တရံဖန်ဆင်းပြီးတော့စပူပင်စပူတပြေပင်ကြီးကစပြေပင်ကြီးကိုနှုတ်ယူပြီးတော့မြတ်စွာဘုရားကိုစပူတပြေပန်းနဲ့ပူဇော်ခဲ့တယ်ပူဇော်တဲ့အသွင်တရံဖန်ဆင်းပြီးတော့ပြဆင်ရဲ့ပုံသဏ္ဍာန်ဖန်ဆင်းပြီးတော့မြတ်စွာဘုရားကိုပူဇော်တယ်မြင်းတရံဖန်ဆင်းပြီးတော့မြတ်စွာဘုရားကိုပူဇော်တယ်
ဗြဟ္မာမင်းကြီးရဲ့တရံဖန်ဆင်းပြီးတော့တုံညတနိဗ္ဗာန်အကြောင်းကိုဟောပြောတယ်တရားမင်းကြီးရဲ့အသင်္တရံဖန်ဆင်းပြီးတော့မြတ်စွာဘုရားကိုကြော့တယ်အဲ့ဒါလို့တကူမျိုးမျိုးတွေပြတယ်တကူမျိုးမျိုးတွေပြပြီးတော့ဘာလျှောက်တုံးဆိုတကူတွေပြပြီးတဲ့အခါနာနာဝိဒံဘဟုံဒုက္ခံတန္တာရေစဘဟုတ်ပြီတဲ့တန်တရားထဲမှာတဲ့သူဒုက္ခတွေအမျိုးစုံခံခဲ့ရပြီမြတ်စွာဘုရားနဲ့လက်တွဲပြီးတော့အလောင်းဘဝတုန်းကမြတ်စွာဘုရားနဲ့လက်တွဲပြီးနာနာဝိဒံဘဟုံဒုက္ခမျိုးပေါင်းကိုစုံနေတဲ့ဒုက္ခနော်အမျိုးပေါင်းစုံနေတဲ့ဒုက္ခတန်တာရေစဘဟုတ်ပြီတဲ့ဘဝမျိုးမျိုးမှာစုံနေလူဖြစ်တာလည်းပါတယ်နတ်ဖြစ်တာလည်းပါတယ်တိရစ္ဆာန်ဖြစ်တာလည်းပါတယ်နော်ဘဝမျိုးမျိုးမှာတန်တရားမှာဒုက္ခတွေခံခဲ့ရကြည့်လေနောက်ဆုံးဘဝမှာဝိတ္တန္တရာမင်းဖြစ်တဲ့အချိန်မှာတကယ်ကိုတော်တယ်နတ်တော်ထဲမှာနေတဲ့အမျိုးသမီးတယောက်ဟာတကယ်တောနဲ့ကြီးတယ်တွားပြီးတော့ကိုယ်ကိုယ်တိုင်တတိရှာရတယ်ကိုယ်ကိုယ်တိုင်တတိတွေခူးပြီးတော့သားသမီးတွေရှာကျွေးရတယ်ဆိုဘလောက်ကြောက်စရာကောင်းတဲ့တော်ကြီးတယ်အဲ့ဒီမှာသွားနေပြီးတော့ဒုက္ခတွေခံခဲ့ရတာပဲတခုပဲစဉ်းစားကြည့်အောင်ပေါ့နော်အလွန်ကြီးမားတဲ့ဒုက္ခနန်းတော်ထဲမှာဆိုရင်အထိန်တွေအရာတွေအချမ်းရံနေနဲ့ခြေမွေးမိမလောင်လက်မွေးမိမလောင်နေနိုင်တဲ့အဆင့်တန်းကနေပြီးတော့တကယ်တောထဲသွားပြီးတော့စင်တော်ကြာတော်တိရစ္ဆာန်တော်ထဲမှာသွားပြီးတော့နေထိုင်ကြရတယ်အဲ့ဒီဒုက္ခလေးပဲစဉ်းစားကြည့်အောင်တုံရှတ်ထာယမဟာဝီရအနုဗုဒ္ဓံအသင်္ခိယရေတွက်လို့မရအောင်ဆင်းရဲဒုက္ခတွေသူကြုံခဲ့ပါတယ်တဲ့အဲ့ဒီကြုံခဲ့တဲ့အချိန်မှာအရှင်ဘုရားနဲ့လက်တွဲပြီးတော့လုပ်ခဲ့ရတဲ့အချိန်မှာဒုက္ခပတ္တာနုမောဒာမိငကိုယ်သူချမ်းသာတဲ့အခါကျတော့ဝမ်းသာပါတယ်တဲ့နသဒုက္ခေတုဒုမနာဆင်းရဲဒုက္ခတွေ့ပြီဆိုရင်တော့မျက်နှာမပြတ်အောင်သူနေခဲ့ပါတယ်အခုခေတ်ကချမ်းသာပြီဆိုရင်တော့ပျော်ကြတယ်လေဆင်းရဲပြီဆိုရင်နင့်ကြောင့်နဲ့လောက်ကုန်ပြီဆင်းရဲပြီဆိုလို့ရှိရင်မကြည်မနက်တွေဖြစ်လာကြတယ်လူတွေမှာအဲ့တော့ဒီရတော်တရားကအဲ့လိုမဟုတ်ချမ်းသာရင်ဝမ်းသာတယ်ဆင်းရဲရင်လို့ရှိရင်လည်းစိတ်မပြတ်ဘူးစိတ်မဆိုးဘူးအေးတူအပူအမျှလို့ဆိုလို့ပေါ့သူနေခဲ့တာတွေဟာဒုက္ခရောက်ပြီဆိုလို့ရှိရင်ဘယ်သူပေါ်မှာအပြစ်ပုံမချဘူးဒုက္ခကိုမျှဝေခံစားတယ်ဒုက္ခတုန်းကလူတွေကချမ်းသာရင်တော့မျှဝေခံစားကြတယ်ဒုက္ခကြတော့မျှဝေပြီးခံစားနိုင်စွမ်းမရှိကြဘူးဘလောက်ပဲချစ်လာပါတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဒုက္ခဆိုလို့ရှိရင်မျှဝေပြီးတော့မခံစားကြညာဘူးလေဟောရသောတရားတော့ပြောတယ်ဒုက္ခပတ္တနုမောဒာမိငကိုယ်သူချမ်းသာတဲ့အခါမှာဝမ်းသာရသို့တော့နသဒုက္ခေတုဒုမနာဆင်းရဲဒုက္ခကြုံရင်တော့လေသူမျက်နှာမပြတ်ပါဘူးပပ္ပထတုလိတာဟောမိတုံရှတ်ထာယမဟာမုနိအရှင်ဘုရားအတွက်ဆိုရင်ဘာပဲဖြစ်ဖြစ်သူဟာစိတ်ပြည့်အားငယ်ခြင်းမရှိဘဲနဲ့တိမတ်တည်ငြိမ်စွာလှုပ်ဆောင်ပေးခဲ့ပါတယ်ဆိုတာကိုပြန်ပြောပြနေတာနော်တန်တရားခရီးလျှောက်လန်းတော့ကအဲ့ဒီမှာတွေ့ခဲ့တဲ့ဘဝတွေဟာနဲတာမှမဟုတ်ပဲဒီပင်ကရာမြတ်စွာဘုရားမတိုင်ခင်ကဘသူတွေပွင့်ခဲ့တဲ့ဘုရားတွေလေတန်ဗုဒ္ဓကြည့်မယ်ဆိုရင်နဲတာမှမဟုတ်တာဟုတ်တန်ဗုဒ္ဓဂါထာကိုကြည့်မယ်ဆိုရင်နဲဘူးကြည့်လေဘုရားတွေအဲ့ဒီမှာဓမ္မဒေဝင်းစတံဗုဒ္ဓံဂေါတမံလောကနာယကံအညေတံလောကနာဌာနံသင်္ကမန္တေဘဟုံတရားဘဟုံမယရှေးတုန်းကပွင့်ခဲ့တဲ့ဘုရားတွေပြန်ပြီးတော့နာမည်တွေဖော်ပြောတာဓမ္မဒေဝဘုရားတဲ့ဒီပင်ကရာမှာပွင့်ငယ်ဟိုးရှေးတုန်းကလည်းပွင့်တဲ့ဘုရားတွေရှိတယ်ဒီပင်ကရာဘုရားတဲ့ဩရဏဂေါရမပုရဏဂေါရမဘုရားအဲ့ဒီဘုရားစတဲ့ဘုရားတွေလက်ထက်တွေမှာအရှင်ဘုရားနဲ့တပည့်တော်မှာဆုံတွေ့ခဲ့ကြတယ်ပေါ့နော်ဘဝပေါင်းမြောက်များစွာဆုံတွေ့ခဲ့ရတယ်ဆုံတွေ့တဲ့အခါမှာအဓိကာရံမှာဘဟုံမရှံတုံရှတ်ထာယမဟာမုနိအရှင်ဘုရားရဲ့ကြီးမားတဲ့လှုပ်ဆောင်မှုတွေမြင့်မြတ်တဲ့လှုပ်ဆောင်မှုတွေအရှင်ဘုရားအတွက်မြင့်မြတ်တဲ့လှုပ်ဆောင်မှုတွေမြောက်များစွာသူလုပ်ခဲ့ဂဝေတာတော်ဗုဒ္ဓဓမ္မေအဟံတေပရိစာရိကာ
အရှင်ဘုရားကိုပြုစုလုပ်ကြွေးပြီးပါရမီဖြည့်ဘက်အနေနဲ့နော်တရားဓမ္မကိုရှာဖွေတဲ့လုပ်ငန်းမှာအထောက်အကူပေးခဲ့ပါတယ်ဆိုတာကိုပြန်ပြောတာနော်ပြန်ပြီးတော့လျှောက်ထားတာအဲ့ဒါလို့လျှောက်ထားရင်းကနေပြီးတော့ဒီပင်္ဂရာမြတ်စွာဘုရားသူမေတာတို့သူမိတ်တာတို့မဖြစ်ခင်ကတည်းကလက်တွဲလာခဲ့တယ်ဆိုတာသိတယ်နော်ဗြဟ္မဒေဝတို့ပောရဏခောရမတို့အဲ့ဒီဘုရားတွေလက်ထက်ကတည်းကကဘာပေါင်းမြောက်များစွာသူတို့နှုတ်ကလက်တွဲလာခဲ့ကြတယ်ပေါ့ဗျာဒိတ်မရခင်ကတည်းကလက်တွဲလာတာနော်ပါရမီဖြည့်ဘက်အနေနဲ့လက်တွဲလာခဲ့တယ်အဲ့တော့ဘုရားဖြစ်ဖို့ဆိုတာလွယ်တာမှမဟုတ်တာဒီပင်္ဂရာမြတ်စွာဘုရားလက်ထက်မှာဗျာဒိတ်ရတယ်ဆိုတဲ့အချိန်မှာဗျာဒိတ်မရခင်ကလုပ်ခဲ့ရတဲ့အလုပ်တွေကနေဝကြီးလေဒီကျမ်းငယ်တွေမှာရေးထားတဲ့ဇိနထပကသနီမှာဖော်ပြထားတဲ့စိတ်တိတံတတ္တသင်္ချေယံနဝသင်္ချေယံဝါစကံဆိုတာဘုရားဖြစ်ခြင်းနဲ့ကြံတွေးမှုတွေဘုရားဖြစ်လို့တဲ့စိတ်ကူးတာတွေကခုနှစ်သင်္ချေလို့ဆိုတာပဲနှုတ်မြတ်ပြီးတော့ဆူတောင်းတာကကိုးသင်္ချေဓာရီမရခင်ကနော်ဒါဘုရားတဆူဖြစ်ဖို့ဘလောက်ခဲရင်လဲဆိုတာစဉ်းစားကြည့်အဲ့တော့အလွန်ကျေနပ်စရာကောင်းတယ်အချောင်ဘုရားဖြစ်တာမရှိဘူးနော်အချောင်ဘုရားဆိုတာသူကသူဘုရားလို့ကြေညာပြီးအချောင်ဘုရားဖြစ်တာလေတကယ်ကိုရည်ချင်းနေရအောင်ကတကယ်ကိုလေ့ကျင့်ရနှစ်ပေါင်းများစွာလေ့ကျင့်အဲ့ဒီမှာသူမိတ္တာဘဝရောက်ပြီဆိုတဲ့အခါမှာအဲ့ဒီလိုပါရမီတွေဖြည့်လာခဲ့တာမနှဲတော့ဘူးပေါ့အလုံးသိကြတဲ့အတိုင်းဒီပင်္ဂရာမြတ်စွာဘုရားပွင့်လာတယ်ပွင့်လာတဲ့အခါဒီပင်္ဂရာမြတ်စွာဘုရားရမဝတီမြို့တော်ကိုဆွမ်းခံကြွအဲ့ဒီအချိန်မှာမိုးကလည်းရွာချထားသည့်အတွက်ကြောင့်လမ်းမှာရေတွေနဲ့ဘွက်တွေနဲ့ရှိနေတယ်လမ်းကြောတွေကိုပြင်ကြတဲ့လူတွေပြင်ကြတဲ့အခါမှာသူဗေဒရသေးလေးကကောင်းကင်ကနေလာတဲ့အခါမှာလူတွေဖွေးဖွေးလှုပ်မြအလုံးလုံးနေတာမြင်တော့ဆင်းပြီးတော့မေးတာဘာလုပ်ကြတာလဲဆိုသူ့ကိုပြောတယ်ဒီပင်ကရာဖះပွင့်နေပြီဖះကြွလာလိမ့်မယ်ဒါကြောင့်လမ်းပြင်နေဆိုဖះဆိုတဲ့အတန်လဲကြားလိုက်ရောသူကိုယ်တိုင်ကငကောကဖះဖြစ်ခြင်းတဲ့ပုဂ္ဂိုလ်ကိုဖះဆိုတဲ့အတန်ကြားလိုက်တာနဲ့ပီတိတွေဖြစ်သွားပြီသူ့ကိုလည်းတထောင်ပေးပါသူလောက်ပါမယ်ဆိုပြီးတော့အဲ့တော့အခက်ခဲဆုံးနေရာတစ်ခုရွှွန့်ပွဲထူတဲ့နေရာကိုသူပေးလိုက်တာသူကတကိုးနဲ့လှုပ်လိုက်မယ်လို့ဘေးကယူဆတယ်ဒါပေမဲ့သူတကိုးနဲ့မလှုပ်ဘူး။ပေါက်ပြားတက်လက်ကင်ပြီးတော့မြေတွေကိုဖို့ပြီးသူ့လှုပ်အားနဲ့ပဲညှိတယ်။အဲ့ဒီလိုညှိနေတော့မြတ်စွာဘုရားသခင်ကိုရောမြတ်ကကြွလာ။တန်ဃာတွေနဲ့ဘုရားကြွလာပြီလဲဆိုပြီးတော့သူလှုပ်တဲ့အလုပ်ကမပြီးသေးဘူး။မပြီးတာလဲလူတရားစာလေးလောက်ကျမ်းနေတဲ့အခါကျသူဘာလုပ်တော့သူ့ရဲ့ရှော့တေသင်္ကန်းကိုအဲ့ဒီရွှွန့်နေပေါ်မှာလွှမ်းပြီးတော့သူကိုယ်တိုင်ဝရမောက်အိပ်ပြီးတော့မြတ်စွာဘုရားကိုတရားခင်းပြီးတော့လှူတယ်သူ့ပေါ်ကနေနင်းပြီးတော့ကြွသွားပါရွှွန့်နေပြီမှာဆိုကြည့်အသက်ဆွန့်တာနော်တန်ခါတသိန်းနဲ့ဒီပင်္ဂရာမြတ်စွာဘုရားကြွလာခေါင်းရင်းလည်းရောက်ရောအဲ့ဒီလိုသူဟာတရားခင်းပြီးတော့ဒီပင်္ဂရာမြတ်စွာဘုရားကိုသူ့ပေါ်ကနေကြွဖို့ဆိုပြီးလှူတာအဲ့လိုလှူတော့ဒီပင်္ဂရာမြတ်စွာဘုရားသူ့ခေါင်းရင်းမှာရပ်ပြီးတော့သူ့ရဲ့ဘဝသူ့ရဲ့စိတ်ဆန္ဒတွေအလွန်ပြင်းထန်တာကိုကြည့်ပြီးဘုရားဖြစ်လိမ့်မယ်လို့ဗျာဒိတ်ပေးတာအဲ့ဒီဗျာဒိတ်ပေးမယ်လို့ပရိသတ်ကြီးထဲမှာအမျိုးသမီးလေးတူရောက်လာတယ်သူ့လက်ထဲမှာကြာရှစ်ခိုင်ပါလာအဲ့ဒီအမျိုးသမီးလေးကသူ့မိသားရဲ့သိလည်းမြင်လိုက်ရောသူ့စိတ်ထဲမှာခင်မင်စိတ်တွေဖြစ်သွားတယ်အတိတ်ဘဝတုန်းကရေဆက်ဆုံးတယ်လို့ဗမာတွေပြောကြတာမဟုတ်လို့အခုကတော့ရေဆက်တောင်မကဘူးပဋ္ဌာန်းဆက်နောက်တစ်ခါပရိစ္ဆသုဥပ္ပပါဆက်မှထင်တယ်နော်အဲ့တော့ရေဆက်ဆုံးလိုက်တာမြင်းမြင်ချင်းစိတ်ထဲမှာကြည်နူးတယ်ကြည်နူးတော့သူ့ပန်းလာတဲ့ကြာရှစ်ခိုင်တဲ့ကကြာငါးခိုင်ကိုစတိလေးကိုလှူတယ်သုံးခိုင်ကသူ့ကိုယ်တိုင်ဘုရားကိုကြော့မယ်ဆိုပြီးအဲ့ဒီမှာသူကြာပန်းတွေကိုလက်ကမ်းလိုက်တဲ့အခါပင်စဟထတဝဟွန်တုတယောဟွန်တုမမဣတိအိုမြင့်မြတ်တဲ့ရှင်ရဲ့ကြာငါးခိုင်ကအရှင်ဘုရားအတွက်ဖြစ်ပါစေကြာသုံးခိုင်ကတော့တပည့်တော်မှာကိုယ်တိုင်လှူပါမယ်တေနတတ္တိသမဟွန်တုဘောဓထာယတဝံဣတိ
မြတ်စွာဘုရားကဘုရားလောင်းလို့လည်းဗျာဒိတ်ကြားလိုက်ရောနော်အဲ့ဒီလိုဘောဓိဉာဏ်ကြီးရဖို့ရာအတွက်အရှင်ဘုရားနဲ့ဘဝတိုင်းဆုံစည်းပြီးတော့ပါရမီဖြည့်ပြရစေလို့ဆိုပြီးတော့သူမိတ္တာဆိုတဲ့ဗြဟ္မဏအမျိုးသမီးတွေကအဲ့ဒီလိုကြာပန်းနေလက်ကမ်းပြီးတော့သူကိုယ်တိုင်လည်းဆူတောင်းလိုက်တယ်ပေါ့အဲ့ဒီလိုဆူတောင်းတဲ့အခါသူမိတ္တာယသိဗျာဒိတ်ပေးတာကိုတော့အလုံးသိကြတယ်ယသောတရာကိုမြတ်စွာဘုရားကအဲ့ဒီတုန်းကသူမိတ္တာကိုဘယ်လိုဗျာဒိတ်ပေးတုံးဆိုဒီပင်ကရာမြတ်စွာဘုရားကဗျာဒိတ်ပေးတယ်သမစိတ်တာသမကမ္မသမကာရီဘဝိတ္တိဟောစိတ်ထားခြင်းတူညီသူအလုတ်ချင်းတူညီသူဘယ်ဟာပဲဖြစ်ဖြစ်တညီတဲ့ပြုလုပ်တဲ့အမျိုးသမီးဖြစ်လိမ့်မယ်ပိယဟိတတိကမ္မေနတုံရှတ္ထာယမဟာဣတိဟိုမြင့်မြတ်တဲ့ယသိအသင့်အတွက်ကာယကံဝစီကံမျက်နှိုးပွယ်တွေနဲ့သင်ကိုဆက်ဆံပြီးတော့သင်အတွက်တူညီတဲ့စိတ်တူညီတဲ့အလုပ်တွေနဲ့ကူညီတဲ့အလုပ်တွေကိုလုပ်တဲ့အမျိုးသမီးဖြစ်လိမ့်မယ်လို့မြတ်စွာဘုရားဒီလိုပြနေပြီးတယ်သူတတနာသူပိယသမနာပါပိယဝါဒိနိယသိလေးကိုပြောတယ်ဒီကလေးမလေးဟာတဲ့တာမန်မဟုတ်ဘူးတဲ့သူတတနာရှုခြင်းစပွဲရှိလိမ့်မယ်သူပိယအလွန်ချစ်ခင်မြတ်နိုးတတ်သူဖြစ်မယ်မနာပါစိတ်နှလုံးကလည်းပဲအမတန်နူးညံ့ပျော့ပြောင်းပြီးတော့မြတ်နိုးပွဲဖြစ်ပြီးပိယဝါဒိနိစကားပြောလို့ရှိရင်လေချစ်ခင်ပွဲရာစကားမျိုးကိုသာပြောမယ်ဟုတ်လားဆောင်းအောင်ဘယ်တော့မှလောက်မှာမဟုတ်ဘူးလို့ဆိုလို့တယ်ပေါ့နော်ပိယဝါဒိနိချစ်ခင်ပွဲစာပြောလိုက်မယ်တဲ့တတ္တဓမ္မေတုဒါယတာဝိဟရိတတိအဋ္ဌိကာတကိုးတွေနဲ့ပြည့်စုံပြီးတော့တင့်ရဲ့ဓမ္မအမွေကိုခံယူသူဖြစ်လိမ့်မယ်ယထာပိဗန္ဒတမုတ်ခံအနုရခတိတာမိနောအိရှင်ယောက်ျားတစ်ယောက်ကအလုပ်တွေလုပ်ပြီးတော့ယူလာတဲ့ပစ္စည်းဥစ္စာတွေကိုအိရှင်အမျိုးသမီးတစ်ယောက်ကတည်တည်ချာချာမပြောင်းမပြဲအောင်ထိမ့်သိမ်းဆောက်ရှောက်တယ်လို့ထိမ့်သိမ်းဆောက်ရှောက်တယ်လို့ဧဝံကုသလဓမ္မနာအနုရခတိတံယံအနုရခိတတေအယံဒီကလေးမလေးကဒီတရားဓမ္မတွေနဲ့ပတ်သက်လာလို့ရှိရင်တော့သူဟာလုံးဝထိမ့်သိမ်းဆောက်ရှောက်တဲ့ကိုချင်းတရားကောင်းသူဖြစ်လိမ့်မယ်လို့မြတ်စွာဘုရားကအဲ့ဒီလိုဗျာဒိတ်ပေးခဲ့တယ်သူမိတ္တာကိုဗျာဒိတ်ပေးတယ်အဲ့ဒီအကြောင်းကိုဘုရားကိုပြန်လျှောက်နေတာနော်ပြန်လျှောက်ပြီးတော့သူ့တပေါ်မှာကျင့်တတ်မှုတွေဘယ်လောက်ရှိတယ်ဆိုတာကိုဘုရားလောင်းဟာရသောတရာသားတော်လေးရာဟုလသားတော်လေးဖွားမြင်တဲ့ညမှာပဲဖွားမြင်တဲ့နေ့ညမှာပဲတောထွက်သွားတာကိုတမန်ပုဂ္ဂိုလ်တွေကတော့ရက်ဆက်သူတယောက်အဖြစ်တတ်မှတ်ကောင်းတတ်မှတ်လိုက်ဘုရားလောင်းမှာရက်ဆက်တယ်ဆိုတဲ့စိတ်ဓာတ်မရှိဘူးသူ့ရဲ့ညှော်မှန်းချက်ကြီးကတရားတွေရဲ့လောကသားတွေရဲ့အကျိုးကိုဆောင်ရွက်ဖို့ပဲသူစိတ်ကပြင်းထန်နေသည့်အတွက်ကြောင့်ဘဝအဆက်ဆက်မှာလည်းဒီတွေမကပဲသားစွန်သမီးစွန်ဒီလိုစွန့်ခဲ့တဲ့ဘဝတွေကအများနေပြီလေခုနောက်ဆုံးဘဝမှာလည်းပဲမျက်နှာမြင်ပြီးကစားသားလေးနဲ့ဇနီးတွေကိုစွန့်ခွာပြီးတော့တောထွက်သွားခဲ့တာလေဒါတွေကတာမန်လူတွေရဲ့အနေထားနဲ့ကြည့်မယ်ဆိုလို့ရှိရင်ဝတ္တရားမကျေသူတယောက်လိုမြင်ကောင်းမြင်လိမ့်မယ်သူဟာလောကသားတွေအတွက်အကျိုးပြုဖို့အတွက်ဆောင်ရွက်ထားတာဖြစ်တယ်ပေါ့တဦးတယောက်ပေါ်မှာမုန်းတီးတာမျိုးဒီလိုလောက်တာမျိုးမဟုတ်ဘူးပေါ့အဲ့တော့တောထွက်သွားပြီးတော့ဘလောက်ကွာနေခွဲခွာနေရတော့ဆိုရင်6နှစ်လုံးခွဲခွာနေရရတော်ရနဲ့ပြန်ပြီးဆုံတွေ့ခြင်းမရှိဘူး6နှစ်တောထွက်ပြီးတော့တရားကျင့်နေတာ6နှစ်ဖျားဖြစ်ပြီးတဲ့နောက်မှာဒီကပိလုကိုပြန်မရောက်သေးပဲနဲ့မာရဏတိပဲသွားပြီးတော့တရားဟောတယ်ခြေချွတ်ရမဲ့တရားတွေလိုက်ပြီးတော့တရားဟောတယ်ရာဇဂိုပြည်ပြန်ရောက်လာသည့်အထိအောင်ကတစ်နှစ်အဲ့ဒီလိုဖျားဖြစ်လာတာဖျားဖြစ်ဖို့ကျင့်နေတာက6နှစ်တရားလဲဟောပြီးရာဇဂိုပြည်ပြန်ရောက်လာသည့်အထိအောင်ကတစ်နှစ်ဆို9နှစ်ဖြစ်သွားသားတော်ရာဟုလာလေး9နှစ်အရွယ်ရှိပြီအဲ့ဒီကြတော့မှ
တပေါင်းလာပြီးနေ့မှာရှင်ကာလုဒ္ဒကြီးရဲ့ပင်နှစ်ယောက်ချဲရလာပြီးတော့တရက်ကနေပြီးတော့နေပြီးတော့ခရီးထွက်တယ်ပေါ့နော်ကပိလဝတ်နေပြီးတော့ထွက်တဲ့အခါမှာဒီကဆုံလာပြီးနေ့မှာပဲကပိလဝတ်ကိုပြန်ရောက်တယ်အဲ့ဒါမျိုးရောက်ပြီးတဲ့နောက်မှာနောက်ရက်မှာရသောတရာမိဖုရားဆန်းနေတဲ့နန်းဆောင်ဘက်ကိုကြွအဲ့ဒီကြွတော့ကမြတ်စွာဘုရားရသောတရာရဲ့ခုံကျေးဇူးတွေကိုဖွင့်လင်းစွာပြောကြားပြီးတော့ပြောခဲ့တယ်ပေါ့နော်။ဘာဖြစ်လို့ပြောလဲလို့ဆိုတော့ခမည်းတော်သုတ္တရဏမင်းကြီးကသူ့ချွေးမရဲ့ခုံသတင်းတွေကိုပြောတာပေါ့။အရှင်ဘုရားတောထွက်နေတော့ငါတဲ့အရှင်ဘုရားကဒီတထပ်သားစားတယ်ဆိုတော့သူလည်းတထပ်ပဲစားတယ်။အရှင်ဘုရားကဂရင်နဲ့မအိပ်ဘူးဆိုသူလည်းဂရင်နဲ့မအိပ်ဘူး။ဘုရားလောင်းလောက်တာကိုအကုန်လိုက်လုံးတာသတင်းတွေအကုန်ကြား။အဲ့ဒါလို့ဘုရားလောင်းကျင့်တဲ့အချိန်မှာနေကုန်နေနည်းအတိုင်းသူဟာခွင့်ရေးမယူပဲနဲ့ဘုရားလောင်းအတုလိုက်ပြီးတော့ကျင့်ကြံကြိုးကိုအထုတ်ခဲ့အဲ့ဒီလိုခမည်းတော်မင်းကြီးကသူ့ချွေးမဟာရှင်ဘုရားပေါ်မှာဘလောက်တော်တယ်ဆိုတာကိုရှင်းပြနေတဲ့အချိန်မှာမြတ်စွာဘုရားကတန်တရားမှာသူတော်ခဲ့တဲ့အကြောင်းတွေကိုရှင်းပြအဲ့ဒီရှင်းပြတဲ့ထဲမှာပါတော့ဆိုဥပကာရသယာနာတိမြို့သမီးတယောက်ဟာမိမိရဲ့ကျင့်ရဘက်အတွက်အမြဲတမ်းအကျိုးပြုတဲ့အမျိုးသမီးမျိုးဖြစ်တယ်။ယာသနာရီဒုက္ခေဒုက္ခေအေတုပူမြနေတတ်တဲ့အမျိုးသမီးဖြစ်တယ်။အထက်ခါယေသယာနာရီဘယ်တော့ဖြစ်ဖြစ်အကျိုးရှိရာရှိချောင်းကိုသာလျှင်ပြောဆိုအကြံပေးတဲ့အမျိုးသမီးမျိုးဖြစ်တယ်။စိတ်ငကတွေဘာတွေမပူစားဘူးပေါ့။နော်မရှိရင်ခုတ်ပြီးတိုက်ပြီးမလုပ်ရဘူးပေါ့ဒီလိုဆိုလို့တယ်ပေါ့နော်။ယာသနာရီနုကံပိကာတဲ့တဏှာအကျဉ်းတရားထားတတ်တဲ့အမျိုးသမီးမျိုးဖြစ်တယ်ဆိုပြီးတော့အရှင်ဘုရားတပည့်တော်ရဲ့ခုံကြီးတွေကိုပြောဆိုခဲ့တာကိုအမှတ်တရရှိပါတယ်လို့သူပြန်ပြောတယ်ပြန်ပြောပြီးတော့သူသီလဘိက္ခုနီဝတ်ခဲ့ပုံကိုမြတ်စွာဘုရားကိုရှောက်တယ်နိဗ္ဗိဒိဋ္ဌဝါနတန်တာရိပပ္ပစိန်အနဂါရိယတန်တရားထဲမှာအခုလိုပိယေဟိဝေပြောကောဒုက္ခောအပိယေဟိတံပြောကောဒုက္ခောမချစ်မနစ်တဲ့သင်္ခါရတွေတတ္တဝါတွေနဲ့ပေါင်းစုံနေရတာချစ်ခင်နစ်တဲ့ပုဂ္ဂိုလ်တွေနဲ့ခွဲခွာနေရတယ်ဘယ်တော့မှမတည်မြဲဘူးထာဝရရွေပြောင်းရွေရှားနေတဲ့ပြောင်းလဲနေတဲ့သဘာဝတရားကြီးနဲ့ပတ်သက်ပြီးတော့တန်တရားထဲမှာကြုံတွေ့ရတဲ့အဖြစ်အပျက်တွေနဲ့ပတ်သက်ပြီးသူဟာညင်းငွေလာတယ်ပေါ့ညင်းငွေเสียကောင်းတယ်ဘဝကြီးကသေချာစဉ်းစားကြည့်လိုက်လို့ရှိရင်ညင်းငွေเสียကြီးပဲလေမပြီးနိုင်တဲ့အလုပ်ကြီးတွေကိုလုပ်နေချာဘာတွေလဲမပြီးနိုင်တဲ့အလုပ်ဟာစားခြင်းကိစ္စလည်းဘယ်တော့မှမပြီးဘူးလေမပြီးနိုင်တဲ့ကိစ္စတွေကြီးပဲလိုက်ကြည့်လိုက်လို့ရှိရင်တခါလုပ်ပြီးရင်ပြီးပြီလားဆိုတော့ဘယ်တော့မှမပြီးဘူးမပြီးနိုင်တဲ့အလုပ်တွေကိုလုပ်နေရတာဟာတန်တရားအတွက်ညင်းငွေเสียကြီးပဲအဲ့ဒါလိုညင်းငွေเสียကောင်းတဲ့တန်တရားကြီးကလွတ်ရလွတ်ကြောင်းဆိုပြီးတော့အိမ်တော်မဲ့ဘဝကိုသူဝင်ရောက်လာပြီးဘိက္ခုနီမှာအမျိုးသမီး1000နဲ့အတူတကွဘာကိုမှတွေ့တာမှုမထားဘဲနဲ့အရှင်ဘုရားရဲ့လက်အောက်ခံတပည့်အနေနဲ့သာသနာပေါင်းကိုဝင်လာခဲ့ပါတယ်တဲ့သူဝင်လာခဲ့တာဖြစ်ပါတယ်အဲ့ဒါလို့အဂါရံဝိစိတဝါနပပ္ပစိန်အနဂါရိယအိယာတီထောင်လူပေါင်းလူဘဝကိုဖယ်ရှားပြီးတော့အိယာမတီထောင်နဲ့ယဟန်ပေါင်းဘဝကိုရောက်ရှိလာတဲ့အခါမှာတဲ့အဋ္ဌမာတိအတ္တံပတ္တိစတုသစ္စာမပါပုနေ15ရက်မရောက်ခင်2ပတ်မကြာခင်ပဲသစ္စာ၄ပါးကိုသိတော့ယဟန္တာမကြီးဖြစ်သွားတယ်သာသနာပေါင်းဝင်လိုက်တာ2ပတ်အတွင်းမှာပဲဘိက္ခုနီမယဟန္တာမကြီးဖြစ်ကိုရောက်သွားတယ်အမှန်တရားကို2ပတ်အတွင်းမှာသိရှိနားလည်သွားခဲ့ပါတယ်ဒီလိုဆိုတာပေါ့နော်အဲ့ဒီလို2ပတ်အတွင်းမှာဘယ်အရွယ်မှာဝတ်တယ်ဆိုတာကိုတော့အတိအကျမပါဘူးမပါပေမဲ့လို့ခံမှန်းကြည့်မယ်ဆိုရင်တော့40ကျော်50အရွယ်လောက်ကဝတ်တာလို့ဒီလိုပြောလို့ရတယ်နော်50ကျော်လောက်ဘာဖြစ်လို့တော့ဆိုတော့သုတ္တရဏမင်းကြီးပြိဋိဘံဆံသွားတဲ့နောက်မှာဘီရွေးတော်ဂေါတမီတို့သာသနာပေါင်းဝင်တာဘီရွေးတော်ဂေါတမီဝင်ပြီးတဲ့နောက်ပိုင်းကျတော့မှရသောတရာတို့သာသနာပေါင်းဝင်ကြတာဆိုတော့
ဒီတွေတော့ဂေါရမီသာသနာပေါင်းဝင်တဲ့အချိန်မှာဘုရားရဲ့သက်တော်40ကျော်သွားပြီလေအဲ့တော့နောက်ပိုင်းမှာဝင်လာတဲ့ဆိုအနည်းဆုံး45နှစ်50ပတ်ဝန်းကျင်မှာဘိက္ခုနီမှာဝတ်လာတယ်လို့ဒီလိုသိရမှာပေါ့နော်အဲ့တော့ဘိက္ခုနီဘဝနဲ့အနှစ်20ကျော်30နိဗ္ဗာန်ကသူဟာဘိက္ခုနီဘဝနဲ့နေအဲ့လိုနေတဲ့အချိန်မှာသူ့ရဲ့ဘုံကံကလည်းပါရမီဖြည့်လာတာသူလုပ်တဲ့ကုသိုလ်တွေရဲ့သူခံစားရပုံကစီဝရံပိဏပတေသပစ္စယံတေယနာတနာဥပနိတိဘဟုဇနာတာဂရေဟေဝဥပိယပင်လေတွေကလှိုင်းလုံးကြီးတွေတက်လာတယ်လို့ပဲတဲ့သူဘိက္ခုနီဘဝရောက်နေတဲ့အချိန်မှာဝတ်ဆရာသင်္ကန်းတွေလာလှူကြတယ်နော်ဆွမ်းတွေပို့ကြတယ်ကောင်းမေးဆိုတာအိယာနေယာပစ္စည်းလေးပါးတွေဆိုရင်အကုန်လုံးလာလှူကြတယ်သူ့ကိုကြီးညိုကိုးကွယ်ကြတဲ့ဒကာဒကမတွေအလွန်များတယ်လို့ဆိုတယ်နော်ပင်လယ်ကလှိုင်းလုံးကြီးတွေဆိုပင်လယ်ကမ်းခြေကိုတွားကြည့်လိုက်ပင်လယ်လှိုင်းလုံးကြီးတွေဟာဝုန်းဝုန်းနဲ့တိုက်ခတ်ပြီးတော့နေသလိုပဲလှူမှုတမ်းမှုတွေဟာသူ့စီအများကြီးရောက်လာကြတယ်အဲ့တော့ယဟန်ဘဝမှာသူဟာအမှန်တမ်းပြည့်ပြည့်စုံတဲ့ဘိက္ခုနီဘဝရောက်နော်အဲ့ဒါလို့နေတာအဲ့ဒီအကြောင်းတွေကိုသူအကုန်လုံးပြန်ပြောပြီးတော့ပြတယ်ပြန်ပြောပြတဲ့တည်းပဲနောက်ဆုံးမှာဘာတွေပြောတော့ဆိုဒီဖျားပေါင်းမြောက်များစွာတန်တရားမှာဒီလောက်ခဲ့တာတွေဆင်းရဲဒုက္ခရောက်ခဲ့တာတွေမြတ်စွာဘုရားကိုပြန်လျှောက်ပြတယ်ဒီဘဝပေါင်းမရေမတွက်နိုင်လောက်အောင်သူဆင်းရဲဒုက္ခတွေပြီးခဲ့တာတွေဆင်းရဲဒုက္ခတွေရခဲ့တာတွေအဲ့တော့အခုနောက်ဆုံးအချိန်မှာရောက်လာတဲ့အခါကျတော့ပြန်ပြီးတော့ယတောတရာဘိက္ခုနီမှာပြောတော့ဆိုဧဝံဘဟုဝိဒံဒုက္ခံတံပတ္တိစဘဟုဝိဒာလောကရဲ့သဘာဝအတိုင်းပဲဒုက္ခတွေလည်းမျိုးစုံနေအောင်ခံစားရတယ်ကောင်းပြီညွန့်ပြီဆိုတဲ့တံပတ္တိစိစိမ်ချမ်းသာတွေကလည်းအမျိုးကိုစုံနေအောင်ကြုံတွေ့ခဲ့ရတယ်တန်တရားမှာဆိုတာဒီတိုင်းပဲလေအဲ့ဒါနောက်ဆုံးမှာအနမတေကတော့မှာမြတ်စွာဘုရားဟောထားတာရှိတယ်အဆိုးဆုံးအယုတ်ဆိုးအကြီးတန်းကြောက်စရာယွန်စရာကောင်းလာတဲ့သရဝါတွေတွေ့ရင်ငါတို့လည်းပဲဒါမျိုးဖြစ်ခဲ့ဘူးပြီလို့နှလုံးသွင်းပါတဲ့နော်ထွီထွာမလုပ်ပါနဲ့လို့ဆိုလိုတယ်ကြောက်စရာကောင်းတဲ့ဘယ်ဘဝမျိုးပဲဖြစ်ဖြစ်အယုတ်ဆိုးအကြီးတန်းတာတွေတို့ညဉ့်ညမ်းတာတွေတို့တွေ့လို့ရှိရင်ငါတို့လည်းအဲ့ဒီဘဝမျိုးရောက်ခဲ့ရပြီတဏှာဆိုတာအလွန်ရှည်လျားလို့မကောင်းတဲ့ဘဝတွေတို့တွေတွေ့ကြုံနေဟာခံစားခဲ့ရတာများလှပြီနော်ကြက်ကလေးတွေချင်းနဲ့ထည့်ပြီးတတ်မဲ့စီယူသွားလို့ရှိရင်တို့လည်းအဲ့ဒီလိုသွားခဲ့ရတဲ့ဘဝတွေများလှပြီနွားတွေလဲလီးဖို့ခေါ်သွားတယ်ဆိုရင်လည်းတို့လည်းပဲဒီလိုခံခဲ့ရတာတွေများလှပြီဒီလိုပဲနှလုံးသွင်းပါတဲ့အမှန်အကန်ပဲတဲ့အဲ့ဒါခုရသောတော်ဘိက္ခုနီမကြီးကစဉ်းစားတယ်ဧဝံဘဟုဝိဒံဒုက္ခတန်တရားထဲမှာဒုက္ခတွေအမျိုးကိုစုံနေအောင်သူခံခဲ့ရပါပြီတဲ့တံပတ္တိစဘဟုဝိဒာစိစိမ်ချမ်းသာတွေဆိုတာလဲအမျိုးကိုစုံနေအောင်ခံတာလူဘဝဆိုစัจ जा မင်းဘဝစัจ जा မင်းရဲ့မိဖုရားဖြစ်ခဲ့နော်ပရိသေရိဧကရိတိအကျဉ်းချင်းဖြစ်ခဲ့တထေသမီးတွေအကျဉ်းချင်းဖြစ်ခဲ့တယ်အကောင်းဆိုလို့ရှင်နတ်ပြည်လည်းအကျဉ်းချင်းရောက်ခဲ့ဘုရားပြည်လည်းရောက်ခဲ့တန်တရားကြီးထဲမှာစုံကြီးဆန်းကြီးနဲ့အမျိုးစုံဖြစ်ခဲ့ရတယ်ဝိသုဒ္ဓိဘာဝံတမ္ပတ္တလဘာမိသဗ္ဗတမ္ပတာအဲ့ဒီဒုက္ခဒုက္ခတွေတန်တရားထဲခံစားပြီးတော့အခုကြတော့ဒီဒုက္ခဒုက္ခတွေကိုဖြစ်ပေါ်စေတတ်တဲ့ကိလေသာဆိုတဲ့အညစ်အကြေးတွေသူ့တဏ္ဍာမှာမရှိတော့ဘူးစင်ကြယ်သွားပြီစင်ကြယ်သွားသည့်အတွက်ကြောင့်အခုမှသူ့ဘဝဟာလုံးဝပြည့်စုံတဲ့ဘဝဖြစ်တယ်ဟုတ်ပြီယဟန္တာဖြစ်မှလုံးဝပြည့်စုံတယ်ဆိုတာဖြစ်တယ်ဟောမဟုတ်သေးလို့ရှိရင်ပြည့်စုံမှုဆိုတာလိုနေသေးတာပဲတစ်ဖက်ကအသိဉာဏ်တွေမပြည့်စုံသေးဘူးတရားဓမ္မနဲ့ပတ်သက်ပြီးမပြည့်စုံသေးဘူးတန်တရားထဲမှာဒုက္ခဒုက္ခတွေကြုံတွေ့ဥမှာပဲအခုကျတော့တန်တရားထဲမှာဒုက္ခဒုက္ခတွေမကြုံတွေ့တော့ဘဲနဲ့လုံးဝပြည့်စုံတဲ့အနေအထားဖြစ်ပြီအေးပါရမီဖြည့်စဉ်ခါတုန်းကယာတတာတိတကတ္တနံပုံညထာယမဟိတိနော
Tahaya Tamara Hondi Nivana Bara Matin Katan. Tu had the chain of the Parvi Chi needed Pia Laundo yet. Pia Laundo, good combo chip was a boat, Parvi Chipe and in it, 2 years ago, son of Ludangayaradia. Son Lokayari, Yalabi, John Jesonle, Kalayara, no? Maya Sani, Jesonale, Kalayara. A go no. At that Sony Tia, a museum do was some Lokayade. Era to her a foreground on in it, too long and they have BB soon on your neighbor. No, are we Chipe and in it? Lower some Lokayari, Kangayade. Erima, Nigonjo Nine, Sedora Becunica Babioros. Breaking a detensa, Pisopana and Nagata. Tabakama Mamankina, Badi Wanda Bit Sakuma. Tuma, a day don't have a candiari like Kombavi. No, a day got candy like Kombavi. Could Pisopan, she the candy alone leve, Kombavi, Mashido. Diva Maleve, Kudukan, Agudukan Swari, Mishido, Ademalaro. She know Yeranato Tema Paramola, Kinam, Burana, Nawana Titambo. Can only let Kondavi, can until level Bachido, Sura. Yeranato Masudharali. Era Lube, Parekina, a Didensa. A deka canile duma Kondavi. Pisopana, Anagata, Pisopan canile duma Kondavi. Anagata. Now Pilame Candiari let duma Konivi. Solura Candi Alo Hatuma, Jubi Nainam Shiro. Kirida Kondapin Candi Alo Kondavi no Sulu. Kirida ne Bonsama Candia, Jubiluya. Kiridari Loa Kondadi Dredja. A day naga Bisoba, Jubi Mecani Manavia, Sonda Babi, Tabakama, Mamman Kina, Tuma, Kan Aloha, Kong Sondabi, Mishiro. She Sapolem Shiro, Diwama, Tashi Golem Shiro, not have Jam Shippo Kanlem Shiro. Diwama, Shen Sale Shendamiro, Tashi Nivu Sure Kanlem Shiro, to the saloon. Now Boama, Bawada Group Jam Shippo Sure Kanle Dumam Shiro. Aloha, Tu Bawa Dre. Tandaya Kaya, Loa, Chonye Davi, a Pita Babi, New Sobiro, Party Wanda Meet Sakuma. Sakuma, Yasing Avan and Piesona Mure, Yasavia, Sevia, Chiro, some Javro, Yodizwa, Udai Shikubare, now Sombe Shaubiro, the daughter Terima, Preniva Sambari, condensation. Dam Yasavia, Barmi Chibe, Preniva Sandwabi. Suraha, Dilove, so that day, Surat, and we got you Chaya. No? The little Bawa Chipi, 2 years, Pawaha, Gaulo, song that Chimachit. Cantanane, song that Daha, Masoni de Boaki, shall land in Napchit. Kandi go no Gilidari, go Miro Boa, a song Yakwabi Surehajama, 2 years long, I have song. Now, Boama, Sema, Mahodabu, the only meeting, young like that, meet out Kaliha. ဘယ်ရောက်သွားတယ်လို့ပြောလို့မရတော့အောင်ကံတရားတွေကုန်သွားတဲ့အခါကျတော့ခေါ်เสียအမိပညာတင်เสียတန်တရားထဲမှာဘယ်နေရာမှပြန်ပေါ်လာမှာမဟုတ်တော့ဘူးလုံးဝချုပ်ငိမ့်သွားပြီဒါကြောင့်မို့အပြီးသက်ရှ िख ိုးဥတိုင်လိုက်ပါတယ်ဆိုတာကိုရှောက်ကြားလိုက်ခြင်းဖြစ်တယ်ပေါ့အေးလောကသားတွေအတွက်မြတ်စွာဘုရားဟာလောကသားတို့အတွက်ကျိုးပန်းအထုတ်တဲ့အခါမှာ Sedoria ye Juban Atomuria, Launo Boama, Yamyasa, Tauku Chikera Pit. Eri Tauku Chikere, Zedora, Bekunima, condensation Ivema, Nikon Chokwange, Surago, Tishi Jabido, Tamatan Wega, Chika. Yasavia, Gono, Jesurodo, Ayubu, Parmi Dea Chipa on Josa, Atom Nanya Vase Gondati.